အဲ့တော့စရတော့မနော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီခုနကကျွန်တော်ပြောတဲ့အဲ့ objective လေးပေါ့ဒီဟာကိုတက်ချင်းအားဖြင့်ကျွန်တော်တို့ပါလေအကျိုးကျေးဇူးရမလဲခုနကကျွန်တော်တို့ရဲ့ဒီ data record လေးနဲ့ပတ်သက်ပြီးတော့ structure ကြတဲ့ဟာကဘယ်လိုဟာမျိုးလေးလဲနောက်ပြီးတော့အဲ့ဒီ data record လေးကိုအခုကကြတော့အငယ်လေးဒီထဲမှာ manager လေးလည်းပါမယ် reporting လုပ်နေတဲ့လူတွေလည်းရှိမယ်ဆိုတော့ report ကိုတနေ့တပတ်ကို management ကိုပြဖို့အတွက်ပြင်နေရတဲ့လူတွေလည်းရှိလိမ့်မယ် operation ဘက်ကရောဒီအငယ်ဟိုဒီကျန်တဲ့ sales ဘက်ကတော့အစုံလုံးပေါ့နော်အဲ့လိုမျိုးပါလိမ့်မယ်ဆိုတဲ့အခါကျတော့ဒီအငယ်တွေကနေဖြည့်ပေးလိုက်တဲ့ data record လေးကိုဘယ်လိုမျိုး clean နဲ့လုပ်တယ် organize ပြန်လုပ်မလဲပြီးသွားတဲ့အခါကျရင်နောက် session ကကျတော့ကျွန်တော်ခုနပြောတဲ့ formula လေးကိုအဓိကဘယ်လိုမျိုးသုံးပြီးတော့ဒီ data record လေးကိုဘယ်လိုမျိုးပြန်ထုတ်လို့ရမလဲဆိုတဲ့ဟာကိုအဓိကပြောပြမှာပေါ့ okay အဲ့တော့အကျဉ်းအားဖြင့်ကကျွန်တော်တို့က data record ဆိုတာဘာလဲဆိုတဲ့ဟာမှာအကျဉ်းဘာကိုအရင်ဆုံးမြင်ရတယ် data record ဆိုတာ ਨੇ ဘယ်လိုနားလည်ထားကြလဲမသိမနှွေးပြော data record ကရိုးလေးတော့နော်data ရှိရဲ့ဥစ္စာ record လေးကြအောင်လို့ပဲအဲ့လိုစုလာတဲ့ပုံစံမျိုးပဲပေါ့နော် format တွေပါတော့မဟုတ် okay format နဲ့အကုန်လုံးတင်ထားတဲ့ပုံမျိုးပဲအဲ့ဒီ data အဲ့မောတနည်းအားဖြင့်ပြောရင်တော့မှန်တယ်အဲ့ဒါကလည်းဘာလို့ဆိုတော့ record တစ်ခုရှိနေဖို့အတွက်ကတော့ဒီ data ရှိရမယ်ဆိုတဲ့ဟာပဲဒါပေမဲ့ဒီ data ကို record သဘောမျိုးနဲ့တင်တဲ့အခါမှာဟိုတင်ရင်တော့တင်နေဆိုရင်လည်းခုနကကျွန်တော်ပြောသလိုမျိုး reporting အတွက်ကအဆင်ပြေမှာမဟုတ် reporting ကအလွယ်ဆုံးပြောရမှာဆိုရင် pivot ဆွဲထုတ်တယ်ဒီမှာ pivot လုပ်တဲ့လူတွေအကုန်လုံးလုပ်တတ်မယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့ pivot ထုတ်လိုက်တဲ့အချိန်မှာဖြစ်တဲ့ပြဿနာတွေကအများကြီးပဲဆိုလိုချင်တာကကိုထည့်ထားတဲ့ data ကနေပြီးတော့ဥပမာအခုကျွန်တော်စမှာ sample တက်ထားတဲ့ဟာမှာဆိုရင်ပထမဆုံး column site code ရှိမယ် D1 signal average ကကျွန်တော် NOC ဘက်ကနေပြီးတော့ sample တပေါ်မျိုးယူထားတဲ့ဟာပေါ့နော်အဲ့တော့အကျဉ်းအားဖြင့်ကဒီပထမဆုံး site code ရဲ့ဥစ္စာကကျွန်တော်တို့က site code တစ်ခုနဲ့တစ်ခုကတူတာရှိလားမတူတာရှိလားမတူဟုတ်အဲ့တော့မတူဆိုတာဆိုလို့ကျွန်တော်ကကျွန်တော်တို့က site တစ်ခုတစ်ခုနဲ့တစ်ခုကအမြဲတမ်းက unit ဖြစ်နေတာ unit ဖြစ်တဲ့ခါရဆိုတာဘာလို့ဆိုလိုတာလဲဆိုတော့တော့တမင်ကိုမတူအောင်ကျွန်တော်တို့ကထားပြီးမှအဲ့ site code တစ်ခုစီမှာဖြစ်နေတဲ့သူ့ရဲ့ value တွေခုနက signal average ရှိတယ် maximum ရှိတယ် minimum ရှိတယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကတက်စီခွဲထုတ်လာတာရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ data structure မှာဆိုရင်သူ့ရဲ့ theory အနေနဲ့ပြောမယ်ဆိုရင်ဗာလဲဆိုတော့ column တစ်ခုပေါ့နော် column ဆိုတာခုနကျွန်တော်ပြောတဲ့ site code တွေ signal တွေအဲ့ဒီဟာတွေကသူ့ရဲ့ data field လို့ခေါ်တယ်ဆိုလိုချင်တာသူ့မှာကျွန်တော်တို့ဒီထားပါတော့အင်အောင်စုစေရကောက်တယ်ဆိုရင်ကျွန်တော်လူတယောက်မှာဆိုရင်နာမည်ရှိတယ်မပုံတင်နာမည်ရှိတယ်ဟုတ်တယ်နော်နောက်ပြီးသွားတဲ့အခါကျသူရဲ့မွေးတက်ဂရေးရှိမယ်အတက်ရှိမယ်နေရက်လိပ်စာရှိမယ်သွေးမျိုးစားရှိမယ်ဘာညာတော့ကပေါ့နော်အဲ့ဒီဟာတွေအားလုံးအသူရဲ့ column တစ်ခုချင်းစီလို့ကျွန်တော်တို့ယူဆလို့ရတယ်ဟုတ်တယ်နော်ဒါပေမဲ့ row တစ်ခုချင်းစီ row ဆိုတာခုနကကျွန်တော်ပြောတဲ့ဒီမှာ CA2 ပထမဆုံး row ရှိမယ်ဒါဒုတိယ row ရှိမယ်တတိယ row ရှိမယ်အဲ့ row တွေကကြတော့ entry တစ်ခု record တစ်ခုလို့ကျွန်တော်တို့ယူဆအဲ့တော့ data ဖြည့်တဲ့အခါမှာကျွန်တော်တို့ကဒီကျွန်တော်ချို့ဇာတ်လေးပေါ့နော်ဒီ operation ဘက်ကနေပဲဖြစ်ဖြစ်အဲ့လိုမျိုး Excel တွေကျွန်တော်ပြော data တွေတောင်းကြည့်လိုက်တဲ့အချိန်မှာဆိုရင်တချို့ငယ်တွေကဖြည့်ကြတဲ့အခါကျဥပမာcustomer ID service ID တစ်ခုကနေပြီးတော့ service တစ်ခုကိုတောင်းတယ်တဲ့အချိန်မှာ impact ဖြစ်လို့ဆိုပြီးတော့ထည့်ထားတဲ့ဟာမှာဒီ row တစ်ခုထဲမှာနှစ်ခုကိုပေါင်းထည့်တဲ့ဟာလို့ဘာလို့လုပ်တယ်အလွယ်ပေါ့နော်အဲ့လိုလုပ်လိုက်တဲ့အခါကျမှဖြစ်လဲဆိုတော့ဟို pivot ဆွဲထုတ်တဲ့အခါကျရင်ဆွဲလို့မရအောင်အဲ့တော့ဒါ reporting manager တွေကကြတော့အငယ်တွေကိုကောက်ခန်းလိုက်တယ်ဆိုပေမဲ့ manager တွေပဲဒီဒုက္ခခံရတာပေါ့နော်အဲ့မှာသူဆွဲထုတ်လိုက်တဲ့အခါကျရင်ဟို data အမှန်မထွက်လာအောင်အဲ့တော့ဘာလို့အမှန်မထွက်လဲဆိုတဲ့အခါကျတော့ခုနကျွန်တော်တို့ပြောတဲ့ concept အရာဆိုရင် row တစ်ခုကိုဒီ data record တစ်ခုပဲထည့်လို့ထည့်ရတာဒါသူ့ရဲ့ rules ပေါ့နော်အဲ့တော့ဒီ theory အတိုင်းဝယ်လိုက်တာမှတာလေကျွန်တော်တို့ကဒီ data လေးကိုအမှန်ကျွန်တော်တို့ကဟိုထုတ်လို့ရအဲ့တော့ row တစ်ခုဆိုတာမှာအလွယ်တစ်ခုပြောမယ်ဆိုရင်ကျွန်တော်တို့ခွင့်တိုင်တာပဲဆိုရင်လည်းထိုနည်း၎င်းပဲခွင့်ကိုကျွန်တော်တို့က2ရက်ဆက်လိုက်ဆိုရင်တော့ range နဲ့တိုင်လို့ရတယ်ဆိုပေမဲ့ဒီခွင့်တစ်ခါတိုင်ရင် form တစ်ခါ submit လုပ်ရတယ်လို့မျိုးပဲဟုတ်တော့အဲ့တော့ record တစ်ခုဝင်ဖို့အတွက်က form တစ်ခုအဲ့လိုမျိုး submit လုပ်ရတယ်အဲ့တော့အကြမ်းဖျင်းအားဖြင့်က structure data record ဆိုတဲ့ဥစ္စာက
ဒီ accurate ဖြစ်ရမယ် data record တိုင်းမှာနံပါတ်1က accurate ဆိုတာကျွန်တော်တို့ကတိကျမတိကျဘူးဆိုရင်ဒီ data ကလည်းမှားတယ်ပြီးတော့ consistent ဖြစ်ရမယ်ဆိုတာဘာပြောရလဲဆိုတော့ဒီ code တစ်ခုနဲ့တစ်ခုကိုအမှန်ဟိုဒီ format ဆိုဒီ format အတိုင်းပဲကျွန်တော်တို့ကဖြည့်ဖို့လိုတယ် format ကိုမတူဘဲနဲ့ပေါ်မှာတစ်မျိုးအောက်မှာတစ်မျိုးအဲ့လိုမျိုးဖြည့်တယ်ဆိုရင်အဲ့ဒီဟာမှာလည်းကျွန်တော်တို့ကပြဿနာရှိတယ်အဲ့တော့ကျွန်တော်တို့အခု sample အနေနဲ့ပြောပြမယ်ပေါ့နော်ကဲအခုဒီဟာမှာဆိုရင်ကျွန်တော်တို့ပြဿနာတွေကအများကြီးပဲဘယ်နှခုလောက်ရှိမယ်လို့ထင်တယ်အခုလားအကုန်လုံးငါးခုပဲတွေ့ရတာအခုအေးစိတ်ကြီးဟုတ်တယ်6ခုရှိတယ်အဖြေကတော့ဟုတ်ပါနော်6ခုရှိတယ်ဆိုတော့ကျွန်တော်တို့ကဘယ်ဟာလေးလဲဆိုတော့ပြောကြတာပေါ့အဲဆိုရင်ကျွန်တော်တို့အခုနောက်တစ်ခုဘယ်သူကပါလိမ့်မြင်လဲဆိုတော့ချက်တော့ကျွန်တော်မေးကြည့်မယ်နော်အဲ့တော့အခုဘယ်သူကကဲကျွန်တော်လက်ညှိုးထိုးအောင်ကဲကျွန်တော်မဆုမောဘယ်တစ်ခုအရင်ဆုံးမြင်တယ်ပထမဆုံးတစ်ခုကအလွယ်ဆုံးပြောမှာပါ customer name column မှာဒေါက်တာပတင်ကဘာဖြစ်နေရလဲ match ဖြစ်နေတာဟုတ်ပြီ match ဖြစ်နေတာတစ်ခုရှိပြီကဲနောက်တစ်ခုကဲဘယ်လိုလဲညှို့ထိုးအောင်ကိုအောင်ပိုင်းကျော် customer ID မှာနောက်ပါဟိုလေ202ပါလို့ Okay အဲ့ဒါ data မားနေတာဟုတ်ပြီဒါနောက်တစ်ခုနောက်ပြီးတော့ဟုတ်တယ် price ပုံမှန်မားနေပါလေဆိုပြီးတော့ဒီမှာမခိုင်ဟိုဟာကတော့ကနေပြောပေးနေ okay price မားနေတာလည်းပါတယ်သုံးခုရှိပြီနောက်ထပ်သုံးခုကျန်နေတယ်ဘန်ဝက်ကိုဘန်ဝက်ကိုဘယ်တစ်ခုလဲဟိုဟာဒီတစ်ခုပြောရတာအော် MBA GBA ဖြစ်နေတာဟုတ်တယ်အဲ့ဒါလည်းမှန်တယ်၄ခုရှိပြီနှစ်ခုပဲကျန်တော့လားကစမ idea ခုနကတစ်ခါပြောပြီးသွားပြီတရားကိုအောင်မိုင်းကျော်ပြောပြီးသွားပြီ service ဆိုတော့ DIA backup နဲ့ backup ပြီးရတယ် ဟုတ်တယ်အဲ့ဒါ data consistent မဖြစ်တာပေါ့နော် data DIA backup ရဲ့ backup DIA ကနှစ်ခုကအဓိပ္ပာယ်တူတယ်ဒါပေမဲ့ဒီဟာပြီးဖို့ဆိုရင်လည်းပြဿနာတက်မဲ့ဟာဘာလို့ဆိုတော့အောက်မှာ row နှစ်ခုအနေနဲ့ထွက်နေတယ်ဟုတ်တော့အဲ့ဒါလည်းအဆင်မပြေဘူးကဲနောက်ဆုံးတစ်ခုပဲကျန်တော့ဥမောင်ရင်းနဲ့မောင်ရင်းကတော့ဟုတ်တယ်ဒါပေမဲ့ဒီမှာကတော့တလောက်ယူပါမဟုတ်ကဲနောက်ဆုံးတစ်ခုတော့ကျွန်တော်တစ်ခါလေးပြလိုက်မယ်နော်နောက် slide မှာအဲ့တော့ပထမဆုံးခုမှနေနေရတဲ့ဟာအားလုံးကဒါပြဿနာတွေဟုတ်ပြီနော်အဲ့တော့ဒီမှာဘာတွေရှိလဲဆိုတော့နံပါတ်1ခုနက customer ID ရဲ့ပြဿနာအဲ့တော့ customer ID ဆိုတဲ့ဥစ္စာမှာကျွန်တော်တို့ကတော့ internet ကလူတွေဆိုတော့သိတယ် customer ID ဆိုတော့နောက်မှာ dash တုံညာတူမပါလို့မရအဲ့တော့ဒါ service ID ကိုပြောတာအဲ့တော့ဒီမှာမားထည့်ထားတာဟုတ်ပြီနော်အမနေ့ကကြတော့ခုနကပြောသွားတယ်မဆုမပြောသွားတယ်ဒေါက်တာဘာတင်ဆိုတဲ့ဥစ္စာမှာကျွန်တော် match သဘောမျိုးနဲ့ထည့်ထားတဲ့ဟာတွေရှိတယ်ဒါလူတိုင်းလုပ်တတ်တဲ့မားတတ်တဲ့အရာတွေပေါ့နော်နံပါတ်3ကကြတော့ခုနကဒီဥမောင်အေးနဲ့မောင်အေးကိုသူကနာမည်အတူနှစ်ယောက်တည်းကိုဦးနဲ့ဆိုပြီးတော့ preface တစ်ခုထည့်လိုက်တယ်အဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့လူကမသိရင်နှစ်ယောက်
လို့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်က data က report ထုတ်တဲ့အချိန်မှာအဲ့လိုမျိုးတွေကဒီနာမည်ကို consistent အတူတူဖြစ်အောင်ရေးရမယ်ပေါ့နော်အဲ့ဒါတခုပြောရရင်ဘန်ဝင်းမှာခုနကပြောရတဲ့ဟာတွေဘန်ဝင်းထဲမှာကျတော့ကျွန်တော်တို့ကဒီမှာဆိုရင်လည်းကတ်ပြီးရေးထားတဲ့ဟာတွေလည်းပြဿနာရှိသလိုနောက်ပြီးတော့အောက်မှာက megabit second နဲ့ gigabit per second ပေါ့နော်ဒီ column တစ်ခုလုံးမှာကပြဿနာတွေအများများအဲ့တော့ကျွန်တော်တို့ကဒီဟာတွေအားလုံးကို face လုပ်ချင်တယ်ဆိုရင်နံပါတ်4မှာဟာကို face လုပ်ချင်တယ်ဆိုရင်ကျွန်တော်က map ဆိုရင် map ကိုပဲဒီတစ်ခုလုံးမှာ column တစ်ခုလုံးမှာဖြည့်ရ10ဆို10ကြီးပဲဒါပြောအကယ်၍ gate လိုမျိုးမှာဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့က1000 megabit per second ပဲဖြစ်အဲ့လိုမျိုးပြောင်းထည့်ပေးရအဲ့လိုမျိုးကျွန်တော်တို့ကဒီ1G လို့ map လို့20 map လို့ဘာလို့လဲဆိုတော့တစ်ခါလေ column တစ်ခုထဲမှာထည့်လိုက်မှာပြဿနာလဲဆိုတော့ခုနကျွန်တော်ပြောနေကြအတိုင်းပဲဒီ pivot ဆွဲတာပဲဖြစ်ပါပဲဖြစ်မှာအဲ့မှာ data တွေကကမောက်ကမာလေးဖြစ်ကုန်တယ်နောက်ဆုံးတစ်ခုနောက်ထပ်နံပါတ်5ကျတော့ပါလဲဆိုတော့ခုန price ထဲမှာကျွန်တော်တို့ကဒီဒေါ်လာနဲ့ကျပ်နဲ့ကိုကျွန်တော်ပေါင်းထည့်လို့မရအဲ့တော့ဒေါ်လာနဲ့ကျပ်နဲ့ပေါင်းထည့်လိုက်ရင်ဘာဖြစ်တနာဖြစ်လဲဆိုတော့ခုနက pivot ဆွဲလိုက်ရင်လည်းတူပဲအဲ့တော့ကျွန်တော်တို့ကဒီဟာကို currency format နဲ့ပဲပြဘာနဲ့ပဲပြဒီ9သိန်းနဲ့4သိန်းခွဲဆိုတဲ့ amount ကဒီ pivot မှာဆိုရင်ကျွန်တော်တို့က100လို့ဘာလို့နဲ့ဆိုရင်အားလုံးပြန်ပေါင်းလိုက်တဲ့ခါကျရင်currency မတူတဲ့အတွက်ကြောင့်ဒီဒေါ်လာနဲ့ကျပ်နဲ့ကပေါင်းပြီးတော့ထွက်လာလိုက်မယ်ဥပမာစုစုပေါင်း total grand total ဆိုပြီးတော့ထွက်လာမယ်ဆိုရင်အဲ့မှာအခုအားလုံးပေါင်းလိုက်ရင်မှာ1000နဲ့11,000နဲ့ဥပမာ9သိန်း4သိန်း9သိန်းကျော်ဆိုတဲ့ပုံစံမျိုးနဲ့သိန်းကနန်းနဲ့ထွက်နေလိမ့်မယ်အဲ့တော့ဒါလည်းပြီးဖို့ဆိုရင်စိတ်ပြေမှာမဟုတ်နောက်ဆုံးတစ်ခုကပါလဲဆိုတော့ duplicate ဖြစ်နေအဲ့ဒါတရားမှမပြောကြတာအဲ့တော့ data entry နှစ်ခုမှားထည့်ထားတယ်ဆိုရင်လည်းအလိုလိုနေနဲ့ pivot ဆိုရင် data နဲ့စပြတ်မှာပေါ့ဟုတ်တော့အဲ့တော့အဲ့ဒါကလည်းပြဿနာတစ်ခုပဲအဲ့တော့ဒီဟာတွေကကျွန်တော်ကဒီတေးလေး6ခုထဲမှာပေါင်းပြီးအကုန်ထည့်ထားတယ်ဆိုတော့ရုပ်တရက်ကြည့်လိုက်ရင်တော့မြင်ရတယ်ဒါပေမဲ့အခုကျွန်တော်တို့ report တွေဆက်ထုတ်နေတဲ့ဥစ္စာတွေကတလားစာလို့တပတ်စာလို့ဘာလို့ဆိုရင် data တွေကအများများတဲ့ခါကျရင်ဒါလေးဘယ်လိုဆွဲထုတ်မလဲပေါ့နော်ဒါလေးဘယ်လိုရှင်းမလဲအဲ့တော့ရှင်းတဲ့နီလန်းတွေကိုရှားမှာပေါ့ဟုတ်တော့အဲ့တော့မရှင်းနိုင်ဘူးဆိုရင်မတက်တာဖြစ်မလဲဆိုတော့ report ဆွဲထုတ်လိုက်တဲ့အချိန်မှာဖြစ်နေတဲ့ဒီ report ရတယ်လွဲမယ်မားပြီးသွားတဲ့ခါကျရင်အဲ့ဒါလေလူကြီးတွေကကြည့်တဲ့ခါကျရင် analysis လုပ်တဲ့ခါကျရင်တော်လွဲတွေဖြစ်မယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုရှင်းတဲ့ဟာက analysis ကကျွန်တော်ထင်တာမအိမ်မြတ်မို့နောက်ပိုင်းကျရင်တော့ training တစ်ခုထပ်ပေးမယ်လို့တော့ကြားရတယ်ပေါ့အဲ့တော့အဲ့ခါကျတော့မှဒီ date ထပ်သွားမှာပေါ့နော်အခုလောဆယ်ကျွန်တော်ကဒီဟာလေးကိုဘယ်လိုမျိုးသွားမလဲဆိုတဲ့ဟာကိုအကြမ်းမြင်ပြန်ပြီးတော့ရှင်းတယ်အဲ့ခုနကဒီဟာလေးကိုကျွန်တော် structure ကြအောင်ဘယ်လိုပြန်လုပ်မလဲဆိုရင်ဒီလိုပုံစံမျိုးနဲ့ကကျွန်တော်ဒါ structure data record ဖြစ်အောင်ပြန်ပြင်အဲ့အကြမ်းမြင်အဖြစ်ကကျွန်တော်ခုနပြောသလိုမျိုး customer ID ဆိုရင် customer ID ပဲအမှန်ကြီးထည့်ရမယ် customer နာမည်မှာဆိုရင် name ကိုလည်းတူအောင်ဆိုရင်လည်းဘာတင်ဒေါက်တာတွေဘာတွေဖြုတ်လိုက်အဲ့တော့ဒေါက်တာတွေဦးတွေမောင်တွေမတွေဘာတွေအဲ့ဒါအမှန်တကယ်ရေးတော့မကြည့်အဲ့ဒါတွေကဟိုဘယ်လိုပြောမလဲဟို prefix ဖြစ်တဲ့အတွက်ကြောင့်တကယ်နာမည်အရင်မဟုတ်တဲ့အတွက်ကြောင့်ဒီဟာကိုဟိုဖြုတ်ရတယ်နောက်ပြီးသွားတဲ့ခါကျရင် company နာမည်ဆိုရင်လည်း company နာမည်ပေါ့နောက်ပြီး service မှာလည်းခုနကကျွန်တော်တို့က bucket တရားရင်လည်းတရားရင် bucket ဆိုရင်လည်းတူတူပဲဖြစ်အောင်ထားရမယ်ပြီးရင် bandwidth တွေဆိုရင်လည်းတူတူပဲထားရမယ်ပြီးရင် price မှာဆိုရင်လည်းကျွန်တော်တို့ခုနကကျပ်လို့ဒေါ်လာလို့တခါလဲဒေါ်လာဆိုဒေါ်လာကျပ်ဆိုကျပ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ဒေါ်လာလို့ဆိုဘယ်လိုပုံစံမျိုးနဲ့ column တစ်ခုထဲမှာဖြစ်အောင်ထားအဲ့တော့ date တွေကကြတော့ကျွန်တော်တို့ဒီ format တွေပေါ့နော်ဒီ date format ကကြတော့ကိုဝင်နေတဲ့တစ်ခါပုတ်ဖို့ပေါ့အဲ့တော့အဓိကကျွန်တော်တို့က year ရယ် month ရယ် day ရယ်အဲ့ဒါမှဒါလည်း file name တွေပါတယ်မှာဒီ format အတိုင်းတွားရဲဆိုရင်ကျွန်တော်တို့ကဟိုက sort လုပ်တာပဲဖြစ်ဖြစ် data ကိုပြန်ရှာရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးမှလွယ်တယ်ပေါ့ဟောဒီထိမှမေးစရာရှိတယ်မလို့โอเคအဲ့တော့ကျွန်တော်တို့ကပထမဆုံး activity train နဲ့တူဆိုပြီးတော့ကျွန်တော်တို့အခုသွားမယ်ပေါ့နော်အခုကျွန်တော်ရဲ့ဒီ sample data ကို short URL အနေနဲ့ကျွန်တော်လုပ်ပေးထားတယ်အဲဒီ tiny url.concat alpha data ဆိုတဲ့အချိန်မှာကျွန်တော်တို့ data ကိုသွားဆွဲထုတ်လို့ရတယ်အဲ့တော့ check သွားကြည့်အောင်
high လောက်အောင်နေခုနလင့်ကိုမြင်လိုက်ရတယ်ဟောခုနလင့်ကိုဟောထိလိုက်တာမထိလိုက်ဘူးနော်ဟုတ်တယ်ပါ get alpha data ဆိုပြီးအလွယ်ကျွန်တော်လုပ်ပေးတာအကြီးနဲ့တော့ရေးရမှာပေါ့နော် alpha ညာဟာလိုက်မကောင်းရဟုတ်လားနေနော်ကျွန်တော်ဟိုဘက်ဆွဲထုတ်လိုက်ตีเนี่ยเนาะအနေလေးချီထားပြီလားအဲ့တော့ဟမ်မရသေးဘူးလားโอเคအဲ့ကိစ္စမင်းလာမင်းနဲ့အင်တာနက်ကိစ္စဆိုင်မကောင်းလားဟမ်ဟာလားโอเคအဲ့တော့လမ်းမကောင်းနေဘူးဆိုတော့ခဏတော့ကျွန်တော်အခုအစောပိုင်းအစပိုင်းကတော့ဒီ data မှာ clean နဲ့လုပ်လို့ရတဲ့ဟာတွေရှိတယ်ပေါ့နော်ဒီ Google ရှိရအောင်အခုကတော့ကျွန်တော်အရင် sample လေးအရင်ပြထားလိုက်ပါနောက်ထပ်အောက်ဆုံးကတစ်ခု data validation ကိုရတဲ့အချိန်ဆိုရင်တော့ line ကောင်းလောက်ပြီလို့တော့ထင်ပါတယ်အဲ့တော့အဲ့ခါကျတော့မှကျွန်တော်တို့ဆက်ပြီးတော့ဖြစ်တာပေါ့နော်အဲ့တော့အကြမ်းမြင်အဖြစ်ကဒီခုနကဒီဖြစ်နေတဲ့ပြဿနာတွေအများကြီးရှိတာဟုတ်အဲ့တော့ရှိနေတဲ့ဥစ္စာတွေမှာဆိုရင် data တွေကိုကျွန်တော်တို့ကအကြမ်းမြင်အဖြစ်analysis quick analysis တပေါင်းမျိုးနဲ့လည်းလုပ်လို့ရတဲ့ဟာတွေရှိတယ်ပြီးတော့မဆွဲခင်မှာအဲ့တော့ပြီးတော့မဆွဲခင်မှာ analysis လုပ်လို့ရတဲ့ tools တွေရှိတယ်ပေါ့နော်အဲ့ဒီ tools တွေကိုကျွန်တော်တို့အခုအကြမ်းမြင်ဘာတွေရှိတယ်ဆိုတဲ့ဟာကိုပြပေးမယ်ပေါ့အဲ့တော့အဓိကအဖြစ်ကအခုကဒီဘယ်ဘက်ရောညာဘက်ရောမြင်ရလားမသိဘူး online ကလူကတော့မြင်ရမယ်တဲ့တူတယ် okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ data menu ဆိုတာရှိရပေါ့နော် Google ရှိမှာဆိုရင်ကျွန်တော်အခုကဒီနေ့ဥစ္စာကကျွန်တော်က Google ရှိကိုပဲအဓိကဒါပဲပြောမှဖြစ်တဲ့အတွက်ကြောင့် Google ရှိကတော့ internet line မကောင်းရင်တော့မရဘူးဆိုတော့အဲ့တော့အခုလောလောဆယ် data Google ရှိမှာပါတဲ့ဒီ features တွေကိုအကြမ်းမြင်ပြပြပေးမယ်နံပါတ်1ကအခုဒီမှာပြောထားတဲ့အထဲမှာဆိုရင် column stack ဆိုတဲ့ဟာ column stack ကဘာလုပ်တာလဲဆိုတဲ့အခါကျတော့အခုအကြမ်းမြင်ပြောရမယ်ဆိုရင်ဒါဒီနေ့ဒါတက်တဲ့ register လုပ်ထားတဲ့လူတွေပေါ့နော်အဲ့တော့ register လုပ်ထားတဲ့လူတွေမှာဒီ data ကိုပဲကျွန်တော်တစ်ခါတည်းသုံးရောဘာလို့ပြရမလဲဆိုတော့တစ်ခါအမှအကုန်လုံးမြင်အောင်ပြောရမယ်ဆိုရင်ဒီမှာ column step ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်မယ်ဆိုရင်သူကညာဘက်မှာပေါ်လာတယ်ဟုတ်ပါနော်
အဲ့ညာဘက်မှာပေါ်လာတဲ့ဟာကသူက column တစ်ခုချင်းစီမှာဒီ column တစ်ခုပေါ့နော်ဒီခုဆိုကျွန်တော်ရေးတာ column D ဖြစ်အဲ့တော့ဒီ column D မှာမြင်နေရတဲ့သူ့ရဲ့တက်ဆိုင်ရာ value တွေပေါ်လိုက်အဲ့ဒီ value ကဘယ်နှခေါက်ရှိလဲပြီးရင်အချိန်ရတဲ့ဘယ်လောက်ရှိလဲ row ကဘယ်လောက်ရှိလဲအဲ့လိုမျိုး total ဟိုစုစုပေါင်းempty set ဆိုတာခုနကကျွန်တော်တို့ data မဖြည့်ထားတဲ့ဟာတွေကဘယ်နှခုလောက်ရှိသလဲ unit value ဆိုတာဘာပြောလဲဆိုတော့စုစုအဲ့ဒီ column ထဲမှာ unit ဖြစ်တဲ့ data တွေကပါရှိတယ်အဲ့တော့ unit ဖြစ်လားမဖြစ်လားဆိုတာဘာကြောင့်သိဖို့လိုလဲဆိုတဲ့အခါကျရင်ခုနကကျွန်တော်ပြောတဲ့ ID လို့ဘာလို့ဆိုရင် unit ဖြစ်ဖို့လိုတယ်ဟုတ်တော့အဲ့တော့အခုကျွန်တော်တို့ register လုပ်ထားတဲ့လူတွေမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာ ID နံပါတ်ရှိတယ်ဆိုရင်ဒီမှာ ID နံပါတ်ကအားလုံးက unit ဖြစ်ရမယ်အဲ့တော့ဒါပေမဲ့ဒီမှာတစ်ခုရှိတာက ID နံပါတ်ကိုကျွန်တော်တို့ကကြည့်တဲ့အချိန်မှာ column ကို row ကိုဘယ်တစ်ခုကို ignore လုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့ထည့်လို့ရတယ်။ဘာလို့ဆိုတော့ကျွန်တော်လုံးမှာကဒီထိပ်ဆုံးက row နံပါတ်1ကပုံမှန်အဖြစ်က data မဟုတ်။သူက label သဘောမျိုးပဲပေါ့။ဘယ်ဒါပါ column ကိုပြောတာလဲဆိုတဲ့ဟာမျိုးပဲဖြစ်တဲ့အတွက်ကြောင့်ဒါကိုဖယ်ချင်တယ်ဆိုရင်ကျွန်တော်တို့က row နံပါတ်1ကိုဖယ်မယ် ignore လုပ်မယ်ဆိုပြီးတော့ပြောမယ်ဆိုရင်အဲ့ဆိုရင်သူကအဲ့ဒါကိုဒီအောက်ကဒီ data distribution ထဲမှာသူကထည့်ပြီးတော့မစဉ်းစားရတော့အဲ့တော့ဒီမှာဆိုရင်ခုပါတွေ့ရတယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့က9998 ID နဲ့ဆိုရင် frequency က2ခေါက်ရှိပါတယ်ဆိုပြီးတော့2ခါရှိပါတယ်ဆိုတဲ့အထဲမှာရေးထားတယ်။ဘာကြောင့်2ခေါက်ရှိလဲတော့မသိဘူး။ပုံမှန်အဖြစ်ကတော့တစ်ခေါက်ပဲရှိရမှာပေါ့နော်။ဒါပေမဲ့2ခေါက်ရှိနေတယ်ဆိုတော့အဲ့ကစလွဲနေပြီ။အဲ့တော့ register လောက်ထားတဲ့လူအနေနဲ့ဆိုရင်တစ်ခေါက်ပဲရှိတဲ့ဥစ္စာမှာဒီမှာဆိုစတွေ့တာပေါ့နော်။ဒီမှာဆိုလည်းမှ4ယောက်ကဲကြည့်လိုက်မယ်။ Okay ခဏလေးနော် screen မမြင်အောင်ဆိုရင် screen နဲ့ဒါတရားနဲ့ဆက်မှာဆမ်မဒေတာဝင်လို့ရပြီလားဆမ်မဒေတာဆိုမှကို column stack ကိုပဲအရင်အခုပြမှာဆိုတော့မြင်ရလားမမြင်ရအောင်လား Okay မြင်ရစေနေရောခုရောမမြင်ရအောင်ဒီဟာကို projector ရဲ့ပြဿနာဆိုတော့အားဆိုရင်ကြည့်ပါမယ်နော်ကဲဘယ်တော့ဆိုရောမြင်ရလားမသိဘူး Okay အဲ့တော့ဒီမှာဆိုရင်ခုနကကျွန်တော်ပြန်ပြောပြမယ်နော်အဲ့တော့ column stack အကြောင်း column stack ကကြတော့ခုနကဘယ်ထဲကရှိတာလဲဆိုတော့ဒီ data menu ထဲမှာရှိတာdata menu ထဲကိုသွားမယ်ဆိုရင်ဒီအောက်မှာဒီမှာ data နဲ့ပတ်သက်တဲ့ clean နဲ့လုပ်တဲ့ဟာလေးအများကြီးရှိတယ်။data validation ရှိတယ်ခဏနေကြရင်ပြောမယ် column stack ကိုအခုအရင်ဆုံးသွားတာအဲ့တော့ column stack ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာညာဘက်ချမ်းကနေဒီ box လေးတစ်ခုလုံးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ box ရဲ့အရာကသွားဘာကိုသွားကြည့်ပြီးပြောတာလဲဆိုတော့အခါကျတော့ဒီ column တစ်ခုတိုင်းမှာဒီ data တွေကထည့်ထားတဲ့အရေးအတွက်တွေကဘယ်လိုမျိုးလဲ unit ဖြစ်တဲ့ဥစ္စာတွေကဘယ်နှခုရှိသလဲနောက်ပြီးတော့အကျဉ်အရေးအတွက်ဘယ်နှခုရှိသလဲပြီးရင် total row စုစုပေါင်းဆို row 1000 row ဆိုတာဘာပြောရလဲဆိုတော့ခုနကသူ့စီမှာဒီကနေနံပါတ်row နံပါတ်1ကနေစပြီးတော့ဘယ်လောက်ထိဒီမှာ1000တိရှိတယ်ဟုတ်တော့နော်အဲ့တော့အဲ့ row နံပါတ်1000တိရှိတယ်ပြီး empty set ဆိုတာဒီလိုမျိုးပြောင်းဖြစ်နေတဲ့ဟာလေအဲ့ဒါဘယ်နှခုလောက်ရှိတယ်843ခုရှိတယ်အဲ့တော့ unit value က152ခုရှိတယ်စုစုပေါင်းပေါင်းရင်ဘယ်လောက်ဆိုတော့အကြမ်းမြင်အဲ့လိုမျိုး data ကိုသူက maximum တွေရော minimum တွေရောအကုန်လုံးအကြမ်းမြင်အဖြစ်သူကဖော်ပြပေးတယ်အဲ့တော့ခုနကကိုပြောနေတဲ့ဒီ ID နံပါတ်ဆိုတဲ့ဥစ္စာမှာ ID နံပါတ်မှာကိုတော့ကြည့်လိုက်တယ်ဆိုရင်ဒီမှာ value ကနှစ်ခုဖြစ်နေတယ်ဆိုပြီးတော့ဒီမှာလာပြတယ်ပုံမှန်အားဖြင့်ဆိုရင်ဒါကဒီ data ကဘာကိုပြောရလဲဆိုတော့ဥပမာ register လုပ်ထားတဲ့လူတွေကိုပဲကြည့်လိုက်ဆိုရင်အဲ့ဒီဥစ္စာမှာနှစ်ခုဖြစ်နေတာကဘယ်လိုတွေရှိလဲဆိုပြီးတော့ကိုလိုကြည့်ရတာပေါ့နော်အဲ့တော့ form ကဲကိုခု fader လောက်ကြည့်လိုက်မယ်အဲ့တော့အရင်ဆုံး9998ကဲမှာဆိုရင်နှစ်ခု entry နှစ်ခုဖြစ်နေတယ်
entry နှစ်ခုဖြစ်နေရတဲ့အကြောင်းရင်းကအမျိုးမျိုးဖြစ်နိုင်တာပေါ့နော်နှစ်ခါ register လုပ်ထားရလဲဖြစ်နိုင်တယ်အဲ့တော့သူကဒီမှာအချမ်းမြင့်ဒီမှာဆို data ထွက်လာပြီအဲ့တော့အချမ်းဆိုလိုချင်တာကကိုလိုအနေနဲ့ငါကြတော့သူစုစုပေါင်းမှာကိုလိုအစတော့ကထင်ထားတာက register လုပ်ထားတဲ့သူက150နဲ့4ယောက်လို့ယူဆထားတယ်ဆိုရင်ဟိုမှာပေါ့နော်စုစုပေါင်းဒီမှာ row number နဲ့ကြည့်လိုက်မယ်ဆိုရင်156ယောက်လို့ယူဆထားတယ်ဆိုရင်သူက register နှစ်ခါ register လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာ data မှားသွားရပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလိုက filter လုပ်တဲ့ဥစ္စာကအမြန်သိချင်တယ်ဆိုရင်ဒီမှာဆိုရင်အကျဉ်းမြန်အချင်းကိုလိုသိရတဲ့ဥစ္စာအရာ156ယောက်မှာ4ယောက်ကနှစ်ခါလုပ်ထားတယ်အဲ့တော့156တဲ့4နှုတ်ရင်152ပဲတကယ်ရှိတာပေါ့နော်အဲ့လိုမျိုးအမြန်သိချင်တယ်ဆိုရင်ဒီဟာနဲ့ column stack ကိုသုံးပြီးတော့ကြည့်လို့ရတယ် okay အဲ့တော့ဗာမေးစရာရှိတယ်မသိဟုတ်ပြီနော်အဲ့တော့ဒါ simple အဖြစ်ဆုံးနဲ့ effective ဖြစ်ဆုံးအဲ့တော့နောက်တစ်ခုကကိုလိုကဘာလုပ်မလဲဆိုတော့ဒီ data ပဲကိုလိုထပ်ပြီးတော့ခုန slide ပြန်သွားလိုက်မယ်နော်ပြပါပါအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ remove duplicate ခုနပုံနေတဲ့ဟာချက်ကြတာပေါ့အဲ့တော့ချက်မယ်ဆိုရင်ကဲဘယ်လိုလုပ်မလဲဆိုတော့နော်ဖြတ်မယ်ဆိုရင်အကုန်လုံးကိုပထမဆုံးက select လုပ်ရဟုတ်တော့ select လုပ်ပြီးသွားတဲ့အခါကျရင်ခုနက data menu ကိုပဲပြန်သွားမယ်ပြီးရင် data clean တဲ့ထဲကနေပြီးတော့ကိုယ်က remove duplicate ဆိုပြီးတော့နှိပ်လိုက်နှိပ်လိုက်ဒီလို box လေးပေါ်လာလိုက်ဒီ box ကကိုလိုကသူကဘာပြောတာလဲဆိုတော့158 row ကိုလို select လုပ်ထားတယ် column 16ခုရှိတယ်အဲ့ဒီထဲမှာဒီဟာကိုကိုလိုက data has a header row ဆိုတာဘာပြောတာလဲဆိုတော့ဒီမှာ data က header ရှိလားမရှိလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့ဒီဟာကဥပမာ header ဆိုတာဘာပြောရလဲဆိုရင်ခုနက row number 1 က ID တို့ဘာလို့ email တို့အဲ့ name တို့အဲ့ဒါတွေအားလုံးကို header လို့ပြောလိုက်အဲ့ဆိုအဲ့လောက် click နေလိုက်တယ်ဆိုရင်ဒီမှာသူကနဲ့အတူဘယ် column ကဘာဆိုပြီးတော့ပေါ်လာလိုက်မယ်ဟုတ်နော်အဲ့ထဲမှာကိုလိုက remove duplicate ဆိုတဲ့ဟာကိုနှိပ်ပေးလိုက်တယ်ဆိုရင်သူကတော့မတွေ့ဘူးလို့တော့ပြောတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ခုနကတော့တွေ့တယ်ဆိုတဲ့အခါကျတော့ကိုလိုပြန်ပြီးတော့စစ်ကြည့်လိုက်မယ်နော်အဲ့တော့သူကဒီမှာတခုကခုနကသူကဘာလို့မတွေ့ဘူးလို့ပြောရဲဆိုတဲ့အခါကျတော့ဖြစ်နိုင်တဲ့ဟာကသူက row အားလုံးက column အားလုံးကအကုန်လုံးမတူလို့ဟုတ်တော့ဘာလို့လဲဆိုတော့ခုနကတော့သူထည့်ထားတဲ့ info မှာဆိုရင် manager name မှာသူကကိုနဲ့စေတာနဲ့ပဲသူကအဲ့လိုနှစ်ခုထည့်ထားတာတွေ့ရတယ်ပြန်ပြမယ်နော်အဲ့ခုနကID နံပါတ်က998လား Okay ဒီမှာဆိုရင်998အဲ့တော့သူထည့်ထားတဲ့ဟာအားလုံးမှာအကုန်လုံးနှိပါကတူတယ်ဒီမှာလည်းမတူဘူးပေါ့နော်နံပါတ် row number ဟိုမှာလည်းတူမှာမဟုတ်ဘူးနောက်ပြီးသွားရင်ဒီမှာလည်း manager name မှာလည်းမတူဘူးအဲ့တော့ manager name မှာလည်းမတူဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုဖြုတ်မယ်ဆိုရင်remove duplicate အဲ့ remove duplicate ရဲ့ပြဿနာကတော့အဲ့ဒါပဲဘာလို့လဲဆိုတော့အကုန်လုံးသူမှသူကဖြုတ်တယ်ဆိုတဲ့အခါကျတော့ကိုလိုကအခုလောလောဆယ်ဒီ ID နံပါတ်ကိုပဲကိုလိုအရင် select လုပ်ကြည့်လိုက်
ဒီမှာဆိုရင်တော့သူက၄ခုတွေ့တယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ row ကိုပဲသူကတွေ့တာဖြစ်တဲ့အတွက်ကြောင့်သူက row တစ်ခုလုံးကိုသူကဖြတ်လိုက်တယ်ပြီးသွားရင်151 unit row ပဲသူကျန်ခဲ့တယ်အဲ့တော့ဆိုလိုချင်တာကကိုလိုကခုနလိုမျိုး column အားလုံးကိုတော့ဆက်လက်လုပ်စရာတော့မလိုဘူးဒါပေမဲ့တူနေတယ်ဆိုတော့ ID ပေါ့နော်ခုန unit ID တွေဖြည့်ရမယ်ဆိုတော့ဟာတွေကကိုပဲဆက်လက်လုပ်ပြီးတော့ဖြတ်လိုက်တယ်ဆိုရင်ခုကိုလုံးမှာဘယ်လောက်ပဲကျန်တော့လဲဆိုတော့တော့ဒီလိုမျိုးဖြစ်သွားတာဟာတော့အဲ့ဒါကိုဘယ်လိုပြန်ထပ်ထည့်ရမလဲဆိုတော့ခုန ID နဲ့ blank ဖြစ်နေတယ်ဆိုတော့ဟာကိုပြန်ရွေးပြီးတော့ဒီမှာပုံနေတဲ့ဒီ၄ခုထွက်လာလိုက်အဲ့၄ခုကိုဆက်လက်လုပ်ပြီးတော့မှဖြတ်လိုက် Okay အဲ့တော့အခုဆိုရင်153ကဲအဲ့ပြန်ကြည့်လိုက်မယ်နော်ခုနက column stack ကိုပြန်ကြည့်မယ်ဆိုရင် column က1ဖြစ်သွားပြီ unit value က152ဖြစ်သွားပြီโอเคမေးပြရှိလားမသိဟုတ်ပြီနော်အဲ့တော့ဒါ remove duplicate လုပ်ပြီးသွားတယ်ဆိုရင်နောက်တစ်ခုက white space ကို train လုပ်တဲ့ဥစ္စာ white space train လုပ်တဲ့ဥစ္စာကကြားတယ်လေအရေးကြီးတယ်ဘာလို့လဲဆိုတော့တခါတလေကျရင် engineer တွေပဲဖြစ်ဖြစ်ဟိုငယ်တွေပဲပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ပေါ့အဲ့တော့ဆိုလိုချင်တာကသူတို့ data လေးကိုဖြည့်တဲ့အခါမှာဒီ blank တွေ space တွေပေါ့ space တွေဆိုတာဘာလဲဆိုတော့ဥပမာဒီလိုမျိုးဟာလေဒါမျိုးလောက်တက်တာများတယ်တခါညရင်ဒါကတော့ကိုကအများကြီးမြင်အောင်ထည့်ထားတယ်ဆိုပေမဲ့တခါညတစ်ခုတည်းဆိုမမြင်ရတော့မမြင်ရတဲ့ခါကျတော့အဲ့လိုမျိုးဆိုရင်ဘယ်လိုဖြတ်မလဲပေါ့နော်အဲ့လိုဘယ်လိုဖြတ်မလဲဆိုတဲ့ဟာလေအဲ့လိုဖြတ်တဲ့ဟာတွေကလည်းအခုဒါကို copy ကူးပြီးတော့ပြရတယ်နော်ဒီဟာမျိုးမှာဆိုရင်ဒါကိုလည်းခုနကလိုမျိုးပဲဒါကို select လုပ်မယ် select လုပ်ပြီးသွားတဲ့အခါကျရင်ခုညီမတို့လိုက်လုပ်လို့ရလားမသိဘူးအခုက internet ပြန်ရပြီလားမသိဘူး Okay ပြီအဲ့တော့အဲ့အနေမှာကိုလိုကပဲဆက်သွားမလဲဆိုတော့ခုနက data clean နဲ့ပဲပြီးသွားရင်ဒီထဲမှာ train white space ဆိုတဲ့ဟာရှိတယ်အဲ့ဒါကိုပဲနှိပ်လိုက်တယ်ဆိုရင်အမ one selected cell ဆိုပြီးအမတော့ auto လာပြလိုက်အခုကတော့တစ်ခုတည်းချင်းစီဆိုမြင်နေရတယ်ဆိုပေမဲ့ဒီ2 cell ကအဲ့လိုမျိုး data ရမ်းများရင်ဒါတွေကအသုံးဝင်တဲ့ဟာတွေပေါ့နော်မြင်လိုက်လားမသိဘူးမြင်လိုက်ပြန်ပြပေးမှာနော်အဲ့တော့ select လုပ်မယ် data column တစ်ခုလုံးဆိုဒီလိုမျိုးအလွယ်လုပ်လိုက်လေရတယ်ဟုတ်တော့အပေါ်မှာ column C ဆိုတဲ့ column C တစ်ခုလုံးပဲလုပ်လိုက်ဒါမှမဟုတ်လေကိုလိုကဒါပဲတကယ်ပို့ပြီးအပြင်းကြီးတယ်ဆိုရင်ဒီထိတ်ကဟာလေးပဲနေလိုက်အဲ့ဒါဆိုအကုန်လုံး select ဖြစ်သွားအဲ့တော့အကုန်လုံး select ဖြစ်သွားပြီးသွားပြီဆိုရင် data ဘောကနေမှာ clean ကိုသွားပြီးသွားရင် train white space ဆိုတာရှိတယ်ဟုတ်ပြီနော်အဲ့ဒါကိုပြီးသွားရင်နှိမ့်လိုက်ရင်တော့လည်းတူလောက်အောင်ဘာမှရွေးစရာမလိုအဲ့ဒါဒီမှာ face ဖြစ်သွားတယ် Okay ရလားအားလုံးညာဆက်သွားမယ်နော်ကဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ text to column ဆိုတဲ့ features အဲဒီ text to column ကလည်းခုနက
ခုနကဆိုတာမှာကိုလိုကဒေါက်တာဗတင်တို့ဦးမောင်အေးတို့ဒါတော့ကိုကဆန်တော့ sample ဆိုပြီးတော့ကိုက sample data ထဲမှာထည့်ထားတာဒါပေမဲ့ကိုခုနက register လုပ်တဲ့ data မှာလည်းကြည့်လိုက်တဲ့အချိန်မှာတစ်ခုကိုအသုံးချလို့ရတယ်ဆိုတာတွေ့တော့အခုတစ်ခါတည်းပြနိုင်တယ်ပေါ့နော်အဲ့တော့ဒီဘက် register လုပ်ထားတဲ့ထဲမှာဆိုရင်ကိုလိုဒီမှာက column တိုင်း column တိုင်းမှာကကိုလိုခုနကပြောတဲ့ပုံစံရဆိုရင် value တစ်ခုအနေနဲ့ပဲရှိတင်တယ်ပေါ့နော်ဒါပေမဲ့ကိုလိုဒီမှာဆိုရင် column H အနေနဲ့ဆိုရင်ကိုလိုက band 3နဲ့ grade နဲ့ကိုပေါင်းထားတာရှိတယ်ပုံမှန်အဖြစ်ဆိုရင်တော့ကိုလိုက band တစ်ခုထဲမှာ grade ကနှစ်ခုဖြစ်တိုင်းတာဖြစ်တဲ့အတွက်ကြောင့်ပြီးပေါ့ဆိုရတဲ့အခါကျရင်အဲ့ဒါလည်းပြဿနာရှိနိုင်တယ်အဲ့တော့ဆိုလိုချင်တာကိုက band 3တဲ့ကလူတွေအားလုံးကဘယ်နှယောက်ရှိတယ်လဲပါတယ်ဆိုတဲ့ဟာကိုကိုကခွဲထုတ်လို့မရဘူးဟုတ်တော့အဲ့ဒါကိုကိုကခွဲတင်နေဆိုရင်ကဲဘယ်လိုခွဲမလဲအဲ့တော့ခုနက text to column ဆိုတဲ့ဟာကိုကိုကခွဲဖို့ရတယ်အဲ့ဒါကိုမခွဲခင်မှာကိုတခါလေညီမတို့ကကြတော့ဒီ data ကိုမြင်ရဖို့ဆိုတော့ဒီ sample data တွေဒီဟာတော့ လိုက်လို့ရတယ်ပေါ့နော်တူပဲ concept ကတော့အဲ့တော့အကြမ်းများတဲ့ quality ဟာကိုတခါလေလုပ်ပြနိုင်တယ်အဲ့တော့အရင်ဆုံးမလုပ်ခင်မှာကိုလိုကဒီဘက်ကိုခွဲမဲ့ data ရဲ့ညာဘက်မှာ column တစ်ခုအလွတ်ရှိရမှာအခုဒီမှာအလွတ်မရှိနေဘူးဆိုရင်တစ်ခုထည့်ရမှာပေါ့နော် okay အဲ့တော့ပြီးသွားရင်ကိုခွဲနေတဲ့ဟာကိုဆက်လက်လို့အဲ့တော့ပြီးသွားရင် data မှာ plain နဲ့မဟုတ်ဘူးဒီအောက်က split test လို့ခေါ်လိုက်ခုနဆက်လက်လုပ်တဲ့အချိန်မှာပထမအောင်ဆုံး row number 1ကိုလုပ်လို့မရအောင်เนาะအဲ့တော့ဆိုလိုချင်တာအောက်က data လေးကိုပဲဆက်လက်လုပ်ရမှာဆက်လက်လုပ်ပြီးသွားတဲ့အခါကျရင်ဒီတစ်ခုကိုသွားနိုင်အဲ့တော့ Google ကကြတော့အရင်လွယ်တဲ့အခါကျတော့သူက auto အကောင်လုံးခွဲပေးလိုက်တယ်အဲ့တော့ဒါပေမဲ့ဒီအောက်မှာပါလဲဆိုတော့ဒီမှာ separator ဆိုပြီးအောက်မှာ detect automatically ဆိုပြီးတော့သူက auto လုပ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတော့မတိတာဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကိုလိုကတစ်ခါတလေကျရင်သူ auto လုပ်ပေးသွားတဲ့ဟာကိုလိုချင်တာမဟုတ်ဘူးဆိုရင်ထပ်ပြီးတော့မျိုးလုပ်လို့ရတယ်အဲ့တော့ဘာလုပ်လို့ရလဲဆိုတော့ခါကျရင်ကိုလိုက data တွေကနှစ်ခုပေါင်းထားတဲ့ဟာတွေက comma နဲ့ပေါင်းတာအပြင်ဖြစ်လိမ့်မယ်ဟုတ်တော့ဒါပေမဲ့ဒီမှာကိုလိုကပေါင်းထားတဲ့ဟာဘာနဲ့လဲဆိုတော့မြင်းဆောင်နဲ့ပေါင်းထားတာဟုတ်တော့အဲ့မြင်းဆောင်နဲ့ဒီမှာမရှိဘူးဆိုရင် custom ဆိုပြီးတော့အဲ့ဒါနဲ့လည်းလိုက်တယ်ဆိုရင် auto ခုနကအရှိမပေါ်နေတဲ့ slash ဟာလေးတွေပါပြောက်သွားတယ် okay အဲ့ဆိုရင်နှစ်ခုကိုသူကခွဲထားပေးပြီးသားဖြစ်သွားတယ်အဲ့တော့ပြီးသွားတဲ့ခါကျတော့မှကိုလိုကဒီဘက်မှာ clean တဲ့အနေနဲ့ပေါ့နော်band နဲ့ grade နဲ့ဆိုပြီးတော့ထပ်ပြီးတော့ရေးလိုက်လို့ရတယ်အဲ့တော့ဒီမှာလဲ grade ဆိုတဲ့စကားလုံးမမြင်ခြင်းတွေကိုထပ်ခွဲခြင်းနဲ့ဆိုတော့ခွဲလို့ရတယ်ခုနကအတိုင်းပဲ grade နဲ့ dash နဲ့ကိုပြန်ခွဲသလိုမျိုးပဲဟုတ်တယ်နော်အဲ့လိုမျိုးလဲခွဲခြင်းခွဲလို့ရတယ်နောက် formula နဲ့လည်းခွဲလို့ရတယ်ဟောနီးလန်းတွေကတော့အများကြီးပဲအဲ့တော့ခွဲတဲ့ဟာတွေကလည်းအဲ့တော့သဘောတော့ပေါက်သွားပြီ grade လို့ရေးတာခွဲလို့ရတယ်အင်္ဂလိပ်ဟိုကခဏကြီးပဲဆိုတော့ခွဲလို့ရတယ်ခဏကြီးပဲလည်းခွဲလို့ရတယ်ကိုထပ်ခွဲပြမယ်နော်အဲ့တော့အခုကနန်းကြီးပဲခွဲနေတယ်ဆိုရင်ခုနကကိုလိုကမြင်းဆောင်လေးနဲ့ slash နဲ့ခွဲတယ်ဟုတ်တော့အခုကဲ grade ကြီးပဲထပ်ခွဲနေတယ်ဆိုရင် grade ကိုထပ်ပြီးရွေးမယ် data split test to column ဒီမှာဘာဖြစ်မယ်လို့ထင်တယ် dash ဆိုပြီးခွဲလိုက်အဲ့မှာခွဲသွားတယ်အဲ့တော့ grade ဆိုတဲ့ဟာမလိုတော့ဘူးအဲ့တော့ဒီဟာကိုဖြတ်ပြီးတော့ဒါကိုဒီဘက်မှာသွားထည့်လိုက်ဖို့ okay
အဲ့တော့တစ်ခါဒီကျရင်ကိုလိုက form ဖြည့်တဲ့ခါကျရင် OU -1 လေရောအဲ့လိုမျိုးပေါင်းထည့်တဲ့ဟာမျိုးတွေလည်းလုပ်လို့ရတယ်အဲ့တော့ form ထဲမှာကတော့ကိုလိုပေါင်းထည့်လိုက်တယ်ဒါမှမဟုတ် data ကိုပြန်ပြီးတော့ခွဲထုတ်ခြင်းနဲ့ဆိုတော့ဒီလိုမျိုးတွေနဲ့ form fee ကနေပြီးတော့မှ Excel ထဲမှာပြန်ပြီးတော့အကုန်လုံးပြန်ခွဲထုတ်လို့ရအဲ့ဒါမှကိုလိုက pivot လေးပါလေဆွဲတဲ့ခါကျရင်ပို့ပြီးတော့ဟိုလွယ်မှာပေါ့နော်ကဲနောက်တစ်ခုကိုဆက်သွားလိုက်မယ်နော်မေးစရာရှိသေးလားမသိဘူးမရှိတော့ရင်တော့ဒီမှာကိုဟာပလက်ပါမဖွင့်တော့လားဟုတ်ဟောကိုကြုံမတယ်လေနင်းနင်းโอเคရတယ်အဲ့တော့နောက်ဆုံးတစ်ခုကဟာကြတော့ကိုလို data validation အဲ့တော့ data validation ကမန်ငယ်တော့စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြောဖို့လည်းကောင်းတယ်ပြဿနာများရတယ်များအဆုံးပဲပေါ့နော်အဲ့တော့ data validate လုပ်တဲ့ဥစ္စာတွေကနီးလန်းတွေကအမျိုးမျိုးရှိတယ်အဲ့တော့နီးလန်းမျိုးမျိုးရှိတယ်ဆိုတဲ့အခါကျတော့ကိုလိုခုနကဒီဟာနဲ့ပဲကိုထပ်ပြောမှာပေါ့နော်အဲ့တော့ HR လေးအတွက်ဆိုရင်ကိုလိုမှာက OU -1 တွေက fix ရှိပြီးသားဟုတ်တယ်နော်အဲ့တော့ထိုဒီ၎င်းမဲ့ကိုလိုရဲ့ဒီတခြား operation service တွေပါတယ်မှာလေအဲ့ဒါဟိုဟာ service ဆိုရင်လည်း service အမျိုးအစားတွေအားလုံးက fix သတ်မှတ်ထားပြီးသားရှိပြီးသားဟုတ်တယ်နော်manager နာမည်လေးဆိုလည်း manager နာမည်လေးရှိပြီးသားဒီ home နာမည်လေးဆိုလည်းအကုန်လုံးကတော့နဲ့အတူရှိပြီးသားဟာလေးရှိတယ်အဲ့တော့ဒါမဲ့တစ်ခါကျရင် data ဖြစ်တဲ့လူတွေကခုနကဟိုလိုမျိုးပေါ့နော်ကိုဆိုပြီးတော့လိုမျိုးထည့်လိုက်တာလို့ဘာလို့လိုမျိုးလေးရှိအောင်ရှိနိုင်တယ်အဲ့တော့အဲ့ဒီဟာတွေကိုတော့ဘယ်လိုမျိုးမဖြစ်အောင်လုပ်မလဲပေါ့နော်အဲ့တော့လုပ်တဲ့ဟာတွေမှာ data validation rules ကိုကိုလိုကသုံးပြီးတော့လုပ်လို့ရတယ်အဲ့တော့အဲ့ rules ကိုသုံးမယ်ဆိုရင်ပထမဆုံးအနေနဲ့ကိုက sample ကဘယ်ဟာလဲဆိုတော့ကိုလိုကဟိုတနေ့ကကိုတယောက်ကလာပြတော့ကိုအဲ့မှာ idea ရသွားတယ် POI နံပါတ်ပေါ့နော် POI နံပါတ် format တွေတော့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုခုတစ်ခါလည်းပြမယ်ပေါ့နော်အဲ့တော့ slide show မို့ပြန်သွားလိုက်ပါအဲ့တော့ data validation rule သွားတဲ့အခါမှာအကုန်လုံးကလုပ်လို့ရတဲ့ဟာတွေကဒီ2မျိုးရှိတယ်အဲ့တော့3-4မျိုးလောက်ရှိတယ်ပေါ့နော်အဲ့တော့အခုအကြမ်းင်းကတော့အစပိုင်းဟာမှာဒီ drop down ကနေပြီးတော့သွားတဲ့ဟာတွေရှိတယ် drop down ကကျတော့လွယ်တယ်အရင်လွယ်တယ်ဆိုတာဘာလို့လဲဆိုတော့ကိုယ့်နဲ့ကိုယ်အစကနံပါတ်လေးဖြည့်ထားလိုက်လည်းရတယ်နောက်ပြီးတော့အခါကျတော့ text လို့ date လို့ number လို့အဲ့ဒါခုနခဏနေကြရင်ကိုထပ်ပြမယ်ပေါ့နောက်ပြီးတော့ဒီ custom formula ဒီ custom formula ကကြတော့ခုနကကိုလိုပြောလိုက်ဒီ POI နံပါတ်ကသူတို့စနေဘာလို့ဆိုတော့ POI နံပါတ်ဆိုတဲ့ဟာတွေအားလုံးကတော့ format ရှိနေတာဟုတ်တော့အရှိဆုံးမှာဆိုရင် POI ဆိုတဲ့ဟာအမြင်နဲ့အကြီးဖြစ်ရမယ်ပြီးတော့နောက်ကနေ25လို့ဘာလို့ဆိုတာကခုနှစ်ဖြစ်ရမယ်ပြီး3နှစ်ဆိုတာလဆိုရင်ဆိုလို့ကျ3တစ်ကနေ7နှစ်အထိပဲရှိရမယ်73ရှိရင်သွားပြီလွဲနေအဲ့လိုမျိုးပဲထုံနည်း၎င်းပဲပြီးအနောက်ကနေပြီးတော့ဒီနံပါတ်တစ်ခုရှိရမယ်ပေါ့နော်အဲ့နံပါတ်ကတော့အရေးတော့ခဏဘယ်နှလုံးရှိရမှာဒါဆိုကိုအခု sample ပြထားတာတော့9လုံးအနေနဲ့တော့ပြထားတယ်အဲ့တော့အဲ့ဒီဟာတွေအားလုံးကို cache လုပ်ချင်တယ်ဆိုရင်ခုနကဒီ reject match ဆိုတဲ့ formula သုံးပြီးတော့ကိုလိုလုပ်လို့ရတယ်အဲ့ reject match ဆိုတဲ့ဒီ formula ထဲမှာဒီမှာကိုလိုရေးထားတာကုတ်လေးအဲ့ဆိုရန်ရှုပ်အဲ့တော့ရှုပ်တဲ့ဟာတော့ညီမတို့တော့လက်လွယ်မချက်ခိုင်းဘူးဘာမှလည်းဟိုလောက်ခိုင်းဘူးဒါပေမဲ့အဲ့ဒါအားလုံးကကိုလိုကဘယ်ဟာသုံးပြီးတော့သွားမယ်ဆိုတာပြီးရှင်းပြမယ်ပေါ့နော်အခုလောဆယ်အဲ့လောက်မသွားခင်မှာအပေါ်က drop down တွေကိုကိုအရင်ပြထားလိုက်ဟုတ်ပြီနော် drop down တွေဘာတွေကဘယ်လိုလုပ်လို့ရလဲဆိုတာဟာကိုအရင်ကြည့်အဲ့တော့ကိုယ့်ရဲ့ sample data ထဲမှာဆိုရင်အလွယ်နဲ့ကကိုကဒီမှာဆိုတော့ဒီဟာဒါမျိုးပေါ့ဟောတော့ packet နဲ့ဒီဟာကိုကတစ်ခုပဲထည့်ရှင်နေဆိုရင်ဒါ drop down နဲ့လုပ်လို့ရတယ်အဲ့တော့ drop down နဲ့လုပ်မယ်ဆိုရင်ကိုကဘယ်လိုလုပ်မလဲဆိုတော့ကိုကဒါအခုဟိုဘက်ရှိတယ် copy ကူးလိုက်မယ်အဲ့တော့ဒီဟာကိုကအလွယ်ဒီဟာမှာကိုက3မျိုးပဲရှိရမယ်ပေါ့နော် DI ရယ် DI bucket ရယ် IP transit ရယ်ဆိုတဲ့ဟာ3ခုပဲရှိရမယ်ဆိုတဲ့ဥစ္စာကိုလုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဒါအရင်ဆုံး select လုပ်ကို data validation လုပ်ချင်တယ်ဆိုတဲ့ cell တွေကိုအရင်ဆုံး select လုပ်ရမယ်ပြီးသွားရင် data ကိုသွားပြီးရင်ဒီမှာ data validation ဆိုတဲ့ဟာဟုတ်ပါနော်အဲ့ဒါနှိပ်လိုက်မယ်ဆိုရင် add rule ဆိုတဲ့ဟာအရင်ဆုံးထည့်ရမယ်
အဲ့တော့ပထမဆုံးထည့်လိုက်တဲ့ခါနဲ့သူက auto ရွေးပေးထားတာက criteria အောက်ထဲမှာ drop down ဆိုပြီးတော့ရွေးပေးထားတယ်အဲ့ဒီ drop down ဆိုတဲ့ feature ရှိတယ်လို့ဒီထဲမှာနှိပ်လိုက်တယ်ဆိုရင် drop down နောက်မှ drop down from the range ဒီမှာမျိုးမျိုးအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာအရင်ဆုံး drop down ဆိုတဲ့ဥစ္စာရှင်းတယ်ဒီဟာမှာကအကယ်၍ကိုယ့်စီမှာကခုနကဒီ validation လုပ်ချင်ဆိုတဲ့ range ရဲ့ list ကအတိအကျမရှိဘူးကိုယ့်ကိုစိတ်ကူးပေါ်တယ်မထည့်ချင်တယ်ဆိုရင်တော့ဒီအတိုင်းပဲ drop down ဆိုပြီးတော့ထည့်လိုက်ရရတယ်ဒါပေမဲ့ကိုယ့်ရဲ့ဟာမှာ list နဲ့ရှိနေပြီဒါဆိုရင်အဲ့ဒါကိုဘာလုပ်လို့ရလဲဆိုတော့ from the range ဆိုပြီးတော့ကိုယ်ကရွေးလို့ရတယ်ဒီအဲ့ range ကိုကိုယ်ကတက်ပြန်ပြီးတော့တခြားတနေရာမှာရွေးပေးရမှာအဲ့တော့အဲ့ဒီဥစ္စာအကိုယ်ဆိုဘယ်လိုလုပ်လဲဆိုရင်ခါရီကြရင်ကိုကနေပြီးတော့ဒီတချို့ဟာတွေကိုအဲ့လိုမျိုး data validation သဘောမျိုးနဲ့ထည့်ချင်တယ်ဆိုတော့ကိုက sheet တစ်ခုအသစ် create လုပ်လိုက်ဟုတ်ပါနော်အဲ့ sheet ကိုကိုကအကြမ်းများအဖြစ်ကိုကဘာလိုမျိုးပေးလဲဆိုတော့မှ rename ဆိုပြီးတော့မှMISC တစ်ခုခုပေါ့နော်ကိုယ့်ရဲ့အတူကောက်မှတ်သားလို့လွယ်တဲ့ဟာတစ်ခုပေးတယ်ပြီးရင်ခုနကကိုကservice အမျိုးအစားတွေဟုတ်တော့ service တွေမှာဆိုရင်ကိုလိုခုနထည့်ချင်တဲ့ဟာက DIA ရှိတယ် DIA packet ရှိမယ် IP transition တောင်းသူပဲရှိမယ်ဟုတ်တော့အဲ့လိုမျိုးပဲထည့်ချင်တယ်ဆိုရင်ကိုလိုကဒီဟာကိုဒီဘက်မှာခုနက drop down format range ဆိုတဲ့ဥစ္စာရွေးပြီးသွားဒီဘေးနားက slash data ပဲဆိုဆရာဟာလေးကိုနှိပ်လိုက်ပြီးသွားရင်ဒါလေးပေါ်လာတဲ့အခါကျကိုလာတာကိုဒီမှာဒါလေး၃ခုဆိုပြီးတော့သွားရွေးပေးထားလိုက်ပြီးသွားရင် okay ဆိုပြီးနှိပ်လိုက်တယ်ပြီးရင်ဒီတစ်ခုကိုကprotect ရှိပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်အဲ့လိုတစ်ခုခုလုပ်ပြီး hide လုပ်လိုက်တယ်အဲ့လိုချားလူတွေကပြင်လို့မရတော့ဟုတ်တော့ဒါကိုယ့်အကို data ကို control လုပ်တာအဲ့တော့ဆိုလိုချင်တာအဲ့လိုမျိုးကိုယ်တစ်ခါကြရင်အငယ်လေးပါလေအဲ့လိုမျိုးမှာပြီးလျှောက်ပြင်ပါတော့ဘာလို့ကြောက်တယ်ဆိုရင်အဲ့လိုမျိုးနဲ့ကိုယ်ကလုပ်လို့ရတယ်အဲ့တော့အခုကကိုယ်ကလုပ်လိုက်ပြီဆိုရင်ဒီမှာသုံးခုအဲ့တော့ခုနက range နဲ့ကိုခုနပြောသလိုပဲပေါ့နော်ကို hide လိုက်နေပဲထားပါတော့ hide ပြီးသွားတဲ့အခါကျရင်တော့ဒီမှာဆိုရင်မတူတဲ့ဟာမှာသွားဒီမှာစပြီးတော့အနီအောင်လေးနဲ့ပြနေတယ်ဒီတစ်ခုကမရှိပါဘူးဆိုပြီးတော့ဟုတ်လားနော်အဲ့တော့ကိုကတစ်ခါတည်းကျရင်မလုပ်လို့ရတယ်ဆိုတော့ဒီ advanced option တွေဝင်မယ်ဆိုရင်ဒီထဲမှာ reject and input ဆိုတာဟာရှိတယ် one နဲ့ပဲပြတဲ့ဟာရှိတယ် reject and input ဆိုတာဘာပြောရလဲဆိုတော့လုံးဝလက်မခံနိုင်တာအဲ့တော့ရိုက်ထည့်လို့လည်းရမှာမဟုတ်အဲ့တော့ဒီ၃ခုတည်းကပဲထည့်လို့ရမှာအဲ့လိုမျိုးလုပ်ထားမယ်ဆိုရင်တစ်ခါတည်းကျရင်ဒီ structure ကိုပြင်ဆင်ရတဲ့လူကအကုန်လုံးချုပ်ပြီးစဉ်းစားဖြစ်နိုင်တဲ့အခြေအနေအားလုံးဆိုလိုချင်တာ service ကဒီ၃ခုပဲရှိတာလားနောက်တစ်ခုရှိလာနိုင်တယ်ဆိုရင်သူခုနက list ထဲမှာသူသွားထည့်ပေးရမယ်ပြီးရင် range ကိုလည်းပြန်ပြီး update လုပ်ပေးရမှာအဲ့ဒါမှလည်းအောက်ကအငယ်တွေကထည့်တဲ့အခါကျ data တွေထည့်တဲ့အခါကျမှန်မှာပေါ့နော်အဲ့လိုမျိုးဟာတွေတော့ကိုယ် maintain လုပ်နေရမယ်ဟာမျိုးတွေတော့ရှိတယ်အကယ်၍အဲ့လိုမျိုးမဟုတ်ဘူးစရဲက data ကဟို form နဲ့ထည့်ထားပြီးသားဟာညီမတို့ကဒီပြင်ချင်တယ်ဆိုရင်ခုနက range တစ်ခုလုံးနဲ့ကိုကျွေးလိုက်ပြီးသွားတယ်လေခုနကဘယ်ဟာလွဲနေလဲဆိုတော့အကြမ်းမြင်ကနေအဲ့လိုမျိုး error ပြနေတဲ့နေအောင်လေးနဲ့ကြည့်လိုက်ရင်လည်းထွက်လာလိုက်ဒါတော့နှစ်နည်းပေါ့နော်ဘယ်နည်းနဲ့အဆင်ပြေမယ်ကိုယ့်ကိုစားလုပ်တဲ့ဟာမှာဟိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာကဒါကိုယ့်နဲ့ကိုယ်ဟိုဆုံးဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကခုနကပြောတဲ့ range အဲ့တော့ range နဲ့ drop down နဲ့ပြီးသွားတဲ့အခါကျရင်ကိုလိုကဘာနည်းလမ်းတွေရှိသေးလဲဆိုတော့ခုနကကိုပြောတဲ့ဒီ element ကခြားဟာတွေမျိုးရှိသေးတယ်အဲ့တော့ text content text နဲ့ပတ်သက်တဲ့ဟာတွေtext နဲ့ပတ်သက်တဲ့ဟာတွေဆိုတော့မှာ text valid email ဖြစ်ရမယ် valid email ဆိုတာဘာပြောရလဲဆိုတော့ခုနက register လုပ်ထားတဲ့ဟာကိုပဲပြန်သွားလိုက်မယ်နော်အဲ့တော့ဒီထဲမှာဆိုရင်က email တွေဟုတ်တော့အဲ့တော့ Google ကမလုပ်ပေးလဲဆိုတော့ဒါက email address format ဆိုတဲ့ဟာကိုတို့ကသိတယ်အခါကျရင်ကိုကနေပြီးတော့ survey ကောက်တာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့လို email address တွေထည့်ခိုင်းတယ်တချို့က email address တွေမပါလာဘူးဆိုရင်လည်းဒါနဲ့ကိုလိုက filter ထင်ချလို့ရတယ် validate လုပ်လို့ရတယ်ကိုပြမယ်နော်အဲ့တော့ဒီတစ်ခုပေါ့ပထမဆုံးတစ်ခုပဲကို validate လုပ်ပြမယ်အဲ့တော့ဒီတစ်ခုမှဆိုရင်အဲ့တော့ data နေပဲ data validation သွားလို့ရတယ်လို့နောက်တစ်နည်းကပါသွားလို့ရတယ်ဆိုတော့ right click နှိပ်လိုက်ရင်လည်းဒီအောက်ထဲမှာ data ဒီ
မှာမမြင်ရအောင် right click နေလိုက်တယ်ဆိုရင်အောက်ဆင်းလိုက်ဒီမှာ view cell mode action ဆိုတာရှိတယ်ဒီထဲမှာ data validation ဆိုတာရှိတယ်ဒါလည်းအလွယ်နည်းပဲအဲ့တော့အဲ့အနေသွားပြီးမလုပ်ရမလဲအဲ့ rule ကိုရင်နေပြီးရင်ခုနက test က valid email ဖြစ်ရမယ်ဆိုရဟာကိုရွေးလိုက်အောင်ပဲဟုတ်ပြီနော်အဲ့တော့ valid email ဟုတ်မဟုတ်ဆိုတော့သွားဘယ်လိုစစ်လဲဆိုတော့ကိုယ်မှာ region နဲ့ကိုခဏထိုက်လာလိုက်မယ်အဲ့တော့ဒီမှာဆိုရင်ထားပါတော့ကိုကတော့ဘာကိုကြည့်လဲဆိုတော့သူရဲ့အရှိမဒီ add sign ကိုတော့အဓိကလိုက်ကြည့်တာအဲ့ add sign ရဲ့အရှိမအဲ့လိုမျိုးစာတွေမျိုးမျိုးရှိရမယ်ဒါမှမဟုတ်ရင် add sign ရဲ့ဒီဘက်ညာဘက်ချမ်းမှာ dot နဲ့ဥစ္စာတစ်ခုရှိရမယ်ကဲကို dot ဖြုတ်လိုက်အမ error တက်တယ်ဟုတ်တော့ထုံးနေကောင်းမယ်ပေးမပြင်တွေ့တာအဲ့တော့ add ကိုဖြုတ်လိုက်တယ်ဆိုရင်လည်း error တက်တယ်အဲ့တော့အဲ့ဒီဟာတွေနဲ့တော့ဖမ်းတာဟုတ်ပြီနော်အဲ့တော့ valid email ဖြစ်ရမယ်လို့ဘာလို့ညာလို့လဲဖမ်းလို့ရတယ်နောက်တစ်ခုကဘာနဲ့ဘာလုပ်လို့ရသေးလဲဆိုတော့သူက URL ကကြောင့်ညီမတို့စီမှာတိတ်သုံးမှာမဟုတ်ဆိုတော့ကိုတိတ်တော့မပြောတော့အဲ့တော့တခြားဘာရှိရမလဲဆိုတော့ date format ကလည်းမှန်ရမယ်အဲ့တော့ date တွေကလည်းမျိုးမျိုးရှိရယ်ဆိုတော့ဒီမှာစမ်းလို့ရတဲ့ဟာတွေက valid date မျိုးစားကမှန်တဲ့ဟာဖြစ်ကိုဖြစ်ရမယ်နောက်ပြီးသွားတဲ့ခါကျရင် date ကဟိုဟာဘယ်နေ့ကနေဒိတ်ကဘယ်နေ့ကနေဘယ်နေ့ကြာဖြစ်ရမယ်လို့ဒိတ်ကမနေ့ကဟာဖြစ်ရမယ်လို့အဲ့လိုမျိုးကိုလိုလုပ်လို့ရတယ်အဲ့တော့ကိုအချမ်းမြအားဖြင့်နေနေဆိုရင်ဒီဘက်မှာ date တွေ့လိုက်တော့ဒီမှာ date ရှိတယ်အဲ့တော့ဒီ date မှာဆိုရင်လည်းဘလို့အားဒီမှာ date ကဘယ်နည်းနဲ့ဘယ်နည်းခြားတဲ့ဒိတ်တွေပဲဖြစ်ရမယ်လို့ဘာလို့အဲ့လိုမျိုးလဲအကုန်လုပ်လို့ရတယ်အဲ့တော့အဲ့ဒါလေးကဘယ်ခါမှအသုံးဝင်လဲဆိုတော့ညီမတို့ form ဖြည့်ခိုင်းတဲ့ဟာမျိုးတွေမှာလည်းအသုံးဝင်တယ်အဲ့တော့ valid date ဖြစ်တယ်ဆိုရင်မှန်တယ်အဲ့တော့ valid date မှာမှအဝန်နေလို့ဘာလို့အဲ့လိုမျိုးပေးလို့ရတယ်ပေါ့နော်ဒီထိကနားလဲတာဟိုမေးစရာရှိလားမသိဘူးမရှိဘူးနော်အဲ့ဒါ easy ပြီဆိုတော့ online ရောအဆင်ပြေရလားအိပ်ပျော်သွားကြပြီလားမင်းဟုတ်အဲ့ဆိုရင်ခု custom formula ကိုပေါင်းမယ်နော်ဒီဟာတကယ် custom formula ကခုနကကျွန်တော်တို့ပြောတဲ့ POI တို့ဘာလို့ညာလို့ဆိုတဲ့ဟာ POI တို့ဘာလို့အရေးကြီးလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ data တွေပဲဖြစ်ပဲ data မဆိုဒီ POI ကunit ဖြစ်ရတယ်ဆိုတဲ့ ID ရဲ့ concept ကရှိတာဟုတ်အဲ့တော့ကျွန်တော်တို့မှာလည်း unit ဖြစ်တဲ့ဟာတွေကအများကြီးရှိတယ်အဲ့တော့ဆိုလိုချင်တာက customer ID ရှိတယ် service ID ရှိတယ် POI ID ရှိတယ်နောက်ပြီးတော့ circuit ID အစုံပဲပေါ့နော် ID ပေါင်း1000နဲ့အဲ့တော့ ID အများကြီးရှိတယ်အဲ့ ID အားလုံးကို cache ဖြစ်မယ်ဆိုဖို့အတွက်ကဘာနဲ့ cache လုပ်မလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ခုနအကြမ်းမြင့်ရှင်းပြသွားတဲ့ဟာမှာဆိုရင် POI ရဲ့ sample ကိုဒီ reject match ဆိုတဲ့ဟာနဲ့သွားတယ်ဒါပေမဲ့ဒီ formula ကိုကျွန်တော်လည်းသိလားဆိုတော့မသိဘူးအဲ့တော့ဘယ်လိုမျိုးနည်းလမ်းနဲ့ရှာရတယ်ဆိုတဲ့အခါကျတော့အခုရန် hot ဖြစ်နေတဲ့ဟို ChatGPT ကိုမေးတာပေါ့နော်အဲ့ ChatGPT ဘယ်လိုမေးမလဲဆိုတဲ့ဟာကိုလည်းပြပြမယ်အဲ့တော့အခုအကြမ်းမြင့်အဖြစ်က ChatGPT ကိုမေးမယ်ဆိုရင်သူက AI prompt နဲ့ကိုတော့မေးလို့ရတယ် prompt လို့သူတို့ခေါ်ကြတာပေါ့နော်အဲ့တော့ prompt ကိုမေးမယ်ဆိုရင်ဒီလိုမျိုး simple ဖြစ်တဲ့စာတစ်ကြောင်းရလိုက်ရုံနဲ့သူတို့မေးလို့ရတယ်အဲ့တော့ Excel formula လို့ဘာလို့ညာလို့ဆိုတာမှန်တကယ်တော့အကုန်လုံးအခု AI ထွက်လာတဲ့အချိန်မှာအရင်လွယ်အဲ့တော့မေးတတ်ဖို့ပဲလို့လားသုံးတတ်ဖို့ပဲလို့လားပေါ့နော်အဲ့တော့သုံးပုံနည်းအားကြတော့အခုဒီဟာကိုဆန်းပြီးတော့တခါတည်းသုံးကြည့်ကြတော့အဲ့တော့ခုဒီတစ်ခုမှဆိုရင်ဒါပေမဲ့ကိုယ့်ရဲ့ဒီခုနက match ဖြစ်ချင်တဲ့ဒီ ID တွေကိုအလုပ်လုပ်ပုံဆိုလို့ချင်တာကအမှ25ဆိုတာရေးရကိုပြောတယ်3နှစ်ဆိုတာလကိုပြောတယ်အဲ့ဒီဟာတွေကတော့ကိုကတော့သိရမသိဘူးဆိုရင်သူက AI ကိုတော့အဲ့လာကိုပြောပြရမှာပေါ့နော်သူကကြည့်ခုနကကျွန်တော်ပြောနေတဲ့ဒီ AI ကိုသုံးပြီးတော့မေးမယ်ဆိုရင်အင်္ဂလိပ်လိုနဲ့မေးလို့ရတယ်လို့ AI ကမြန်မာလိုမေးလိုက်ရတယ်အဲ့တော့ဘယ်နည်းနဲ့ဖြစ်မေးလို့ရတယ်ကိုယ့်အစီအပြေးတဲ့နည်းနဲ့မေးပေါ့နော်အဲ့တော့အခုတစ်ခါလဲမေးကြအဲ့တော့အခုလိုချင်တာကဒီ POI 25 3နဲ့345 66ပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုမေးကြည့်တာပေါ့ကဲခါလိုက်ချက်ကြည့်ပြီးတယ်
အလွယ်ပဲ copy ကူးလိုက်နော်ကျွန်တော်ဟိုဘက် slide ထဲမှာရေးထားပြီးသားဆိုတော့ကျွန်တော်ခုဒါကိုပဲအလွယ်ရေးလိုက်အဲ့တော့အလွယ်အနေနဲ့ကဘာလဲဆိုတော့သူ့ကိုပြောရမယ့်ဟာရှင်းရှင်းလေးပဲအဲ့တော့ဒီ data validation မှာအဓိကအခုကဘာလုပ်ချင်တာလဲဆိုတော့ data validation မှာခုနကဘာအောင်သုံးပါလဲဆိုတော့ custom formula ကိုသုံးပါအဲ့တော့ data validation custom formula for Google Sheets ဆိုတဲ့စကားလုံးပဲပါဖို့ပဲလို့ပြီးသွားရင်ကျန်တဲ့ဟာကသူဘာနဲ့ match ဖြစ်ချင်တာလဲဆိုတဲ့ဟာကိုပြောရမယ်ပြီးသွားရင်အဲ့ဒီမှာကနည်းနည်းသူ့ပြန်ရှင်းပြရမှာပေါ့နော်အဲ့တော့ဘယ်ဟာလေးနဲ့ပတ်သက်တဲ့ဟာလဲမှာပြီးသွားရင်ဆိုတာကအမြဲတမ်း capital letter ဖြစ်ရ25ဆိုတာရေရကိုပြောတာ3နှစ်ဆိုတာလကိုပြောတာပြီးရင်1 2 3 4 5 6 6ဆိုတာကကြတော့အနည်းဆုံးကဏ္ဍ9လုံးရှိရမယ်လို့ကျွန်တော်ခုတက်မှတ်ပြီးပြောလိုက်မယ်ဆိုရင်သူ့ကိုဘယ်လိုမျိုးခိုင်းလို့ရမလဲဆိုတော့အဲ့တော့သူကဒီမှာအချမ်းမြင့်အပြင်ကဘယ်လိုမျိုး formula လေးတူထည့်ပေးတယ်ဘာလဲဆိုတာရှင်းပြပေးတယ်ဘယ်လိုခေါ်ပြီးတော့သွားထည့်ရမယ်ဆိုတာလည်းပြောပြပေးတယ်အဲ့တော့ ChatGPT ကိုသုံးတတ်တယ်ဆိုရင်ကျွန်တော် training အောင်မလုပ်မှန်းငယ်တော့အဲ့တော့ကောင်းကောင်းသုံးပြီးတော့ကောင်းကောင်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီအတိုင်းပဲခုလုပ်ကြည့်မယ်ဆိုရင်ကဲလုပ်ကြည့်မယ်နော်ခုဒီဟာကိုကျွန်တော် copy ကူးလိုက်မယ်ဒါပေမဲ့ तू ကဒီထဲမှာပြောထားတဲ့ဟာကဒီမှာ formula တော့အချမ်းမြင့်တော့နားလည်ဖို့လို့တယ် formula မှာမပြောထားတယ်ဆိုတော့ तू ကဒီ A1 ဆိုတဲ့ cell ကို तू က readjustment လုပ်မယ်လို့ပြောထားတာအဲ့တော့ကို apply လုပ်ချင်တယ်ဆိုတဲ့ data ကဘယ်ဟာမှာဖြစ်ရမှာလဲဆိုတော့နိုင်နော်ကို apply လုပ်ချင်တယ်ဆိုတဲ့ data က A1 မှာဖြစ်မှာလားB1 မှာဖြစ်မှာလား C1 မှာဖြစ်မှာလားအဲ့ဒီပုံမူတည်ပြီးတော့ခုနက formula ကိုလည်းပြောင်းအောင်ဟုတ်မလားအဲ့တော့အခုကကျွန်တော်တို့ပြန်ထည့်ကြည့်မယ်ဆိုတော့ B1 မှာကျွန်တော်အခု sample လုပ်ပြလိုက်မယ်နော် B1 မှာလုပ်မယ်ဆိုရင်အလွယ်နည်းပေါ့နော် right click နဲ့ Davis ပြီးရင်ဒီကနေ data validation ကိုသွား add rule ကိုသွားဒီမှာ apply range က B1 ဟုတ်နော်အဲ့ဒီမှာ custom formula A ဆိုတဲ့ဟာကိုရွေးပြီးခုနက copy ကူးထားတဲ့ဟာကို paste လုပ်လိုက်ရင်မှာဒီတစ်ခုကိုဘာလို့ပြောင်းအောင်လဲခုနက B ဆိုပြီးပြောင်းအောင်ဟုတ်ပါနော်B1 မှာလုပ်ရင်B1 ကဲ C1 မှာလုပ်မယ်ဆိုရင် C1 အဲ့လိုမျိုးတော့ပြောင်းပေးရမယ်ပြီးရင် reject လုပ်အဲ့တော့တစ်ခါတည်းကျရင်အငယ်လေးအတွက်ကိုformat သိအောင်ပေါ့နော်အဲ့တော့ဒီမှာဆိုစာလေးထည့်ပေးလို့ရတယ်ဆိုတော့ဒီနာကဒီခုနက sample အနေနဲ့ PY 25 3ညနဲ့အဲ့လို format အတိုင်းရေးပါလို့ဘာလို့မြန်မာလိုပဲဖြစ်တခုခုပေါ့ကိုအဲ့လိုမျိုးရေးပြီးတော့ကျွန်တော်ကတော့အခုအလွယ်ပဲထည့်လိုက်မယ်ဆိုရင်အခုကဒါ root ရှိသွားပြီအဲ့ root ကိုကျွန်တော်တို့ sign ထည့်ကြည့်မယ်နော်အဲ့တော့ဘယ် formula ပဲမဆိုဒီဟာကို validation လုပ်ပြီးသွားရင်ကိုယ့်ကိုလည်းအရင် sign ကြည့်ပြီးတော့ဒီ root တွေကဟုတ်ရဲ့လားဆိုပြီးတော့ပေါ့နော်ပြီးသွားတဲ့ခါကျမှတလွဲရေးဖြစ်နေမှာဆိုတော့အခုဒီတော့စပြီးတော့ sign ကြည့်မယ်ဆိုရင်အခုကအကြမ်းများအခါတော့ဒါထည့်လို့ရတယ်ဟုတ်တော့အဲ့တော့ဒါပေမဲ့3.1ဆိုတဲ့ဟာမှာ25 24အဲ့ဒါတွေကရီးရဖြစ်တဲ့အတွက်ကြောင့်ကိစ္စမရှိဘူးဆိုတော့ကျွန်တော်ဒီမှာအတိုး PIO ဆိုရပြောင်းကြည့်လိုက်မယ်ရဟုတ်ပြီနော်ဒါမှမဟုတ်ရင်အသေးပြောင်းကြည့်လိုက်မယ်မရနောက်ပြီးတော့3.1နေရာမှာ73ဆိုပြီးထည့်ကြည့်လိုက်မယ်မရဟုတ်တော့နောက်ပြီးတော့3လုံးပဲထည့်လိုက်မယ်ဆိုရင်လည်းမရအဲ့တော့ဒီနီးလန်းကခုနပြောသလိုကို ChatGPT ကိုမေးတဲ့ဟာအဲ့ကျွန်တော်ခုနအင်္ဂလိပ်လိုတော့မေးပြတယ်ကဲမြန်မာလိုရမလားဆိုတော့မြန်မာလိုလည်းမေးပြမယ်နော်အလွယ်ပဲ copyအဲ့တော့ဒီမှာရေးထားတာမြန်မာလိုရင်းတို့ရှင်းလို့ပဲပေါ့နော်ဟိုကတော့ခုနကပြောတဲ့ data validation custom formula ဆိုတဲ့ဟာတော့အင်္ဂလိပ်လိုရေးရမှာပေါ့နော်သူတို့ကတော့ Google ကတော့နားလည်ချင်မှနားလည်မယ်မြန်မာလိုသွားပြင်ရေးတဲ့အခါဆိုအဲ့တော့ကျန်တဲ့ဟာအားလုံးကတူတူပဲအင်္ဂလိပ်နဲ့မြန်မာနဲ့ညှက်ပြီးတော့ရေးလိုက်အဲ့ဆိုရင်ဒီမှာ
အဲ့တော့သူအကုန်လုံးကိုမြန်မာလိုပဲတစ်ခါရှင်းပြပေးတယ်အဲ့တော့ A1 မှာ range from MODB ပြောင်းပါဆိုပြီးတော့ဒီမှာပြောပြထားပေးတယ်ဟုတ်တော့အဲ့တော့ကိုကသုံးသက်တယ်ဆိုရင်သုံးပုံသုံးနည်းတွေအားလုံးတော့မြန်မာလိုနဲ့လည်းအကုန်လုံးကမေးလို့ရတယ်အရင်တော့ကိုလိုကကျွန်တော်တို့ရဲ့ဒီ Google နဲ့အိတ်ဇဲနဲ့ပတ်သက်တဲ့ဟာအလုံးက online မှာသွားကြည့်မယ်ဆိုရင် internet မှာကအင်္ဂလိပ်လိုပဲရေးထားတာများတယ်ဒါပေမဲ့ဒီချက်ချက်တွေနဲ့အကုန်လုံးမြန်မာလိုလည်းမေးလို့ရတယ်မြန်မာလိုလည်းသူဖြေပေးတဲ့ဟာတွေအဓိပ္ပာယ်ရှိတယ်ပေါ့နော်အဲ့တော့သုံးချင်တဲ့ဟာတွေအားလုံးလည်းအဲ့မှာသွားပြီးမေးကြည့်ကြည့်အဲ့တော့အသုံးလည်းဝင်နေပေါ့နော်ကဲအဲ့တော့ဒီထိရောနားလဲဗာများမေးစရာရှိတယ်မသိဘူးမရှိဘူးနော်ကဲမရှိရင်ဟမ်ဟုတ်မလွင်ပြောပါဘာလဲခုနကဒီအရမ်းမဆိုင်ဘူးနော်ခုနကဟာကိုမျိုးပြောလိုက်တဲ့ပါလေခေတ်ကလေခုနကငါတို့ဒီ date format လို့ပြောဆိုရတယ် date format โอเค okay date format မှာ validation ကိုလုပ်ချင်တယ်ဆိုရင်ဒီဘက်မှာအဲ့မှာကိုမျိုးလဲဟိုအမတို့ကမှားတာများတော့နော်အဲ့ဒီဘန်းနဲ့မှာအများဆုံးမှားတာငါ့ကိုစမ်းမှာဘင်းနေရအဲ့လိုရေးလိုက်တယ်ဆိုရင်ပြန်ပြင်လို့ပြင်ရတယ်အဲ့ဒါဆက်လောက်နေပြန်ပြင်မှုကကြတော့ခုနကပြောသလိုမျိုးမှာဆိုရင်သူကကျွန်တော်တို့ကဒီဥပမာ3-1နဲ့တလပိုင်းနဲ့တရက်နေ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်တရက်နေ့တလပိုင်း2025ဆိုရင်ဘယ်ဟာလဘယ်ဟာရက်လဲဆိုတော့တို့မားရေးထားတယ်ကျွန်တော် format ကဟိုမဖြစ်မသိဟုတ်တော့ဘာလို့ဆိုတော့ရက်နဲ့လနဲ့ကကြတော့ဥပမာ12ရက်12လဆိုရင်လည်း12ရက်တလဆိုရင်လည်းသူကအရှိနဲ့အနောက်ပြောင်းပြန်ရေးတဲ့ပုံမူတည်ပြီးတော့ဘယ်ရက်ကိုသူဆိုလို့ရှင်မှအသိရှင်မှသိမှာဟုတ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်လုပ်တဲ့နည်းကဘာလဲဆိုတော့ဟိုဒီ format လေးမှာနံပါတ်1ကကျွန်တော်အရင်ဆုံးဒီ format တစ်ခုလုံးကိုဒါဆိုရင်6-3-2025ဆိုတော့73ဆိုတဲ့ကဏ္ဍကြောင့်တာလည်းအလယ်ကလမဟုတ်မှကျွန်တော်တို့သိတာဟုတ်တော့အရှိဆုံးကလဖြစ်နေတယ်ပြီးရင်ဒီမှာဆိုရင်ဒါရက်ဖြစ်မယ်ပြီးတော့ခုနှစ် format အဲ့တော့ဒီဟာကျွန်တော်အရင်ဆုံးမလုပ်လဲဆိုတော့ format ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ number ဆိုတဲ့ဟာရှိရယ်ဒီ number ထဲမှာကျွန်တော်ကအဲ့နော်ဒီ our custom day and time ဆိုတဲ့ဟာရှိရယ်အဲ့ဒါတစ်ချက်နှိပ်ပြီးသွားတယ်ကျွန်တော်အရင်ဆုံး month ဆိုတဲ့ဟာတွေအားလုံးအမြဲဒီစာနဲ့ဟာကိုအရင်ဆုံးပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒါတိတာတယ်ချက်ချင်းဟုတ်တော့ဘယ်ဟာပါလဲဆိုတာအချင်းချင်းသိတယ်အဲ့ခါကျကျွန်တော်ဂျွန်ဆိုတဲ့စာလုံးနဲ့အဲ့လိုထွက်လာလိုက်ဒါပေမဲ့အဲ့ဒီထဲမှာနဲ့ခါကျရင် data အရကိုက expectation လောက်ထားတဲ့ဟာကဥပမာဒီကာလနဲ့ဒီကာလကြားတဲ့ဟာပဲဖြစ်တင်တာအဲ့တော့ तू က data အရမားထည့်လိုက်တယ်ဆိုရင်ခုနကကျွန်တော်တို့ရဲ့ဒီ data validation rule တိုင်းပဲdata validation rule ပဲပြန်သွားမယ်ပေါ့နော်သွားပြီးတော့ဒီထဲမှာ date ကိုကနေပြီးတော့ဘယ် date ကနေဘယ် date ကြားပဲဖြစ်တင်တယ်ဆိုတဲ့ဟာတော့ကိုယ့်ကိုသိမှာပေါ့နော်ကျွန်တော်တို့ရဲ့ data ပြင်တဲ့data ကိုထည့်ခိုင်းတဲ့သူအနေနဲ့ကကြတော့မလွင်အနေနဲ့ဥပမာထားပါတော့ခုကကျွန်တော်2025ဂျွန်73ဆိုပေမဲ့တခါတလေကြရင်သူတို့ကမားထည့်တဲ့ဥစ္စာကစနေနဲ့ဂျွန်နဲ့ကိုအရှိန်နောက်ပြောင်းပြန်ထည့်ထားတဲ့ဟာမျိုးလေးဆိုရင်လည်းဘယ် date နောက်မှာပါဥပမာ2000ဂျွန်ဆိုရင်ကျွန်တော်တို့က9လပိုင်းနောက်မှာပဲဖြစ်တဲ့နယ်တို့ဘာလို့အဲ့လိုမျိုးလုပ်လို့ရတယ်လေဆိုလိုချင်တာဒီမှာ days after exact date ဆိုပြီးပြောင်းလိုက်ပြီးရင်ဒီနေရာမှာစနစ်ဆိုပြီးထည့်ပေးလိုက်တယ်ဆိုရင်ဒီမှာသူစနစ်ဆိုရင်တော့ပေါ်တယ်ကဲ73ဆိုရင် error တွေပြအဲ့လိုမျိုးတော့ပြန်ပြီး manual filter တော့လုပ်အောင်ပါပေါ့နော်ဟုတ်အဲ့ဒါကိုလိုဒါ73နေတော့ဒါကိုလိုအားလုံးနဲ့ပြင်ပြီးတော့ပါလို့နေတယ်ကိုလိုအဲ့လိုဒီအနည်းအောင်လို့ပုံပါဟုတ်တယ်အမှအခု73နောက်မှာထည့်ရမယ်ဆိုရင်ကဲပြီးကျွန်တော်ဒီမှာ14ဖြစ်တယ်ဆိုရင်မှန်တယ်ဟုတ်တော့အဲ့တော့ကဲပြီးဒီမှာတရက်ပဲဆိုရင်အမှအနီအောင်ပဲပြနေကျွန်တော်ကဘာလို့အနီအောင်ပဲဒီတစ်ခုကပြရလဲဆိုတော့ကျွန်တော်ကဒီဘက်မှာ1နေပဲပြပါဆိုပြီးပြောထားတာ哦ကဲပြီး reject တဲ့ input လုပ်ပါဆိုပြီးပြောရဲဆိုရင်
error ပြ Okay ဟုတ်ချားပါမေးစရာရှိတယ်မသိဘူးအဲ့တော့ remove လုပ်ပြန်လုပ်လိုက်မယ်နော်ကဲအဲ့တော့ခုနကcustom formula တွေကိုပြန်သွားမယ်ဆိုရင်ခုဒီအားရှိရဲ့လူတွေအားလုံးကိုကျွန်တော်ကြီးပဲလုပ်ပြနေတာဆိုတဲ့အတွက်ကြောင့်ခုပြန်ပြီးတော့ပြန်လုပ်ခိုင်းတော့မယ်ပေါ့နော်အိမ်ငိုင်းနေကြမယ်နဲ့တူပါအဲ့တော့ကဲအဲ့တော့ Frontier မှာရှိရဲ့ unit ID လေးအဲ့တော့ဒီမှာတင်းပေါင်းစုံတဲ့အခါကျတော့ ticket number လည်းရှိတယ် PO number လည်းရှိတယ် invoice number လည်းရှိတယ် service ID မျိုးမျိုးရှိတယ်ပေါ့နော်ကဲဒီဟာတွေအားလုံးကိုကျွန်တော်လုပ်ခုနကလိုမျိုး validation rule လုပ်မယ်ဆိုဘယ်လိုလုပ်မလဲပေါ့နော်ကဲအဲ့ဒါကျွန်တော်လုပ်ကြည့်ကြပါဦးပြီးသွားရင်ကျွန်တော်အဲ့ reject rule ကိုကျွန်တော်ပြန်ပြောပေးရမှာအရင်ဆုံး ticket number ကိုကြတော့လူရွေးရမယ်တော့လေညီမတို့ဟမ်အရင်ဆုံးလူကျွေးရမယ်လေโอเคအဲ့တော့တော်တော်လုပ်လိုက်မယ်လေအဲ့တော့အခုလောဆိုရင်ခုနကညီမတို့ register လုပ်တယ်ဆိုတော့ attendance ဟာကြတော့ကိုအဲ့ရှိကိုချက်ပေးလို့ရတယ်ကိုအဲ့ကနေ random ဆိုပြီး select ရွေးရမယ်လုံးလိုက်မယ်လေအခုဟိုတယောက်ချင်းစီဆိုရင်ခါရရင်ဒီမှာမပြောကြအောင်ဆိုတော့ကျွန်တော် random နဲ့ select လုပ်လိုက်မယ်နော် fair ဖြစ်အောင်အကုန်လုံးကဲပြီးသွားရင်ဘေးနားမှာဘယ်သူဖြေရမလဲဆိုတာ ID နံပါတ်နဲ့ကျွန်တော်ခါလဲထည့်ထားလိုက်ဒီထဲမှာအကောင်တက်မတက်တော့မသိအခုရှိရဆိုရင်ကဲနံပါတ်1ကြောင့် row number 151ကဆိုတော့ဒီမှာပေါ့နော်ဒါ online zone ပေါ်မှာရှိတဲ့သူပါတဲ့ ID နံပါတ်9839တဲ့online ဆိုရင်တော့တိတ်ပြီးတော့ဟောဖြစ်မှာရှိလားရှိတယ်ဆိုရင်ညီမကိုလောကဒီရှိက1 2 3 4 5ဆိုတာပါလဲဆိုတော့ခါရဲပေါ့နော်9839ဆိုတော့ကိုတခါရဲ formula နဲ့ ID နဲ့ဟိုလောက်လိုက်က
839ဆောင်း3ခုရှိတယ်ဆိုတော့ဒီတူကနေမဆက်ခွန်3ခွန်598ဒီ ID တွေကတော့ကန်စားမဲ့ပေါက်တယ်တွေပေါ့နော်ခွန်ရှိတော်ညာကိုရှိရအောင်ဟုတ်တယ်ဟုတ်ရှိပါလေပေါ့ Okay ညီမဟို ticket number ဆိုတဲ့ဟာကိုအဲ register ရဲ့ဥစ္စာကိုပြီးချက်ထဲနေပြန်ပြောပြလိုက်ဟုတ်တယ်ပါတင်းနေခွန်တော်ညာ Okay ညီမ PO number ဟာပေါ့နော် PO number မှာကိုလိုက2မျိုးရှိနိုင်တာကအဲ့ဒါတော့ညီမစဉ်းစားကြည့်ရမှာပေါ့ဘာလို့ဆိုတော့ကိုလိုမှာကဒီ PO number ရဲ့တခုချင်းစီပေါ့အခုလောဆယ်ခဏလေးပေါ့နော်ဒီဟာလေးကကိုခုနပြောဆိုတဲ့ validation rule လုပ်မယ်ဆိုရင်ဒီနံပါတ်တွေကဘာကိုရည်ရွယ်တာလဲဆိုတဲ့ဟာနားလည်ဖို့တော့လိုတာဖြစ်တဲ့အတွက်ကြောင့်ဟိုမှာ ticket number ဆိုရင်တော့ကျွန်တော်တို့ရဲ့ CS တို့ operation ကလူတွေကတော့ရှင်းပြပေးရမှာပေါ့နော်ဒါဘာကိုဆိုလိုနေတာလဲဆိုတာဟာဘယ်တစ်ခုကပါလဲဆိုတာ PO number ဆိုရင်တော့ရှင်းမှာကျွန်တော်တို့ procurement လို့ AP နဲ့ကလူတွေလည်းရှိတယ်အဲ့တော့သူတို့ရှင်းပြခိုင်းမှာပေါ့နော် invoice number ကတော့ billing ကကြတော့မအေးရှင်းပြပေါ့ပြီးတော့ service ID ကတော့လူတိုင်းသိမယ်ထင်ပါတယ် cycle ID ကကြတော့ operation ကလူတွေရှင်းပြအောင် about sort တို့ NOC တို့အဲ့တော့အဓိကအကြမ်းမြင်အပြင်ကဒီ ID ကုတ်လေးနဲ့ဟာလေမှာတစ်ခုချင်းစီကိုကျွန်တော်တို့သူ့ဘက်ကအစီအပြေတဲ့သူကနေပြီးပြန်ရှင်းပြမယ်ပေါ့နော်အဲ့တော့အခုကဒီတင်းနေခွန်တုံညလည်းရှိတယ်4663တော့ရှိလားမသိဟုတ်ရှိပါရဲ့ Okay ဟို5270ရောရှိတယ် okay 3939 5598 1154 3ရောက်ပေါ့ရှိလားညီမဘယ်လောက်1154လေ okay 3939နဲ့5598 online မှာရှိလားမသိမရှိဘူးလေတူရနော်မရှိထပ်ရွေးရအောင်ဟာတခြားတုံညာရှင်းနဲ့တစ်တုံညာလေးတုံညာခွန် Okay ဒီဟာနှစ်ခုပဲလောက်လိုက်မယ်ဆိုရင်ညီမညီမကဘယ်လောက်5598လားတင်းနေငါလေးနော် Okay ကဲအဲ့ဆိုအကိုတခြားဟို ticket number နဲ့ပတ်သက်ပြီးတော့ဘယ်သူရှင်းပြပေးမလဲမသိဘူးဘာရှင်းticket number ကတော့ကိုတစ်ချက်ရင်ရှင်းပြလိုက်အောင်ပေါ့နော်။ဘာလို့ဆိုတော့ ticket number ကအခု CS ကလူတွေတိတ်မတွေ့ဘူးဆိုတော့အကြမ်းမြင်အဖြစ်ကအရှိက January 25ဆိုတာလွယ်ပါတယ်။အဲ့တော့
ဒီဥစ္စာကဘာလဲဆိုတော့လနံပါတ်ကိုကိုလိုစာနဲ့ရေးတာပြီးရင်အနောက်မှာ25ဆိုတော့နှစ်ကိုပြောတာပြီးရင် TKT ဆိုတဲ့ဟာတစ်ကက်ရဲ့အတူကောင်းအဲ့ဒါအမြဲတမ်းအကြီးဖြစ်ရမယ်ပြီးရင်အနောက်မှာကဏ္ဍကစုစုပေါင်းက9လုံးရှိတယ်အဲ့တော့အနည်းဆုံးကိုလို6လုံးကနေပြီးတော့အများဆုံး10လုံးပဲဖြစ်ရမယ်ဆိုတဲ့ rule ဖြစ်ရအဲ့တော့ခွန်ရှစ်တုံညာကိုပြီးသွားရင်ကိုချက်လောက်အဲ့ဒီချက်ထဲနေပဲခုနရရချက် GPT ပဲမေးလာရမှာချက် GPT မေးတတ်တယ်ဆိုရင်အဲ့ဒါဆိုအဖြေချက်ချင်းထွက်လာလိုက်ကျန်းလူနောက်တစ်ခုကကြတော့ PO နံပါတ် PO နံပါတ်ကကြတော့ PO နံပါတ်မဆုမရှင်းပြမှာရောက်တက်လာဖြစ်ရမယ်ပေါ့နော်။ဒီ2025ကဒီရ0 2ကကြာတော့မယ်။1 2 3 4ကြာနေမှာအဲ့မှာ dash 1ကြာ version 1တို့ version 2တို့ version 3တို့ဖြစ်တဲ့တော့ဖြစ်တော့လေ dash 1ဒီဟိုနောက်ဆုံးမှာပြောင်းလဲနေတဲ့ဘက်ပေါ့။နားမလဲရရှိလားမလဲဘယ်သူလောက်အောင်မလဲဟွာတင်းနေခွန်တော်ညာဟောညီမနားလဲရနော်โอเคအဲ့တော့ invoice နဲ့ပတ်သက်တဲ့ဟာကြတော့မင်းရှင်းပြမှာ app က foreign ကိုသာပြီးတော့မှာလား ဟော FP ပြင်ပြီးရောဟမ် foreign ကိုသာပြီး app မှာ တော့ FP နဲ့ပဲဖြစ်တာမလား friendly ရပါဘူး friendly ရပါဘူး ကိစ္စမရှိဘူးကျွန်တော် validation room မှာအဲ့ဒါအရေးမကြီး invoice နံပါတ်ကျတော့ SIMB ကကျတော့ဟို donation နေဆိုစေ invoice ကိုအဓိက S ဆိုတာ sales ကိုပို့စားပြီးတော့เนาะ IMB ဆိုတာကျတော့ invoice အဲဒါ SIMB ဆိုတာကျတော့ sales invoice ကိုလုပ်တာအနာဂတ်25ဒီ layers ကိုပို့စားပြီးတယ်ဒီလိုပဲဒီကကျတော့ရက်ကိုပို့စားပြီးတယ်အနာဂတ်ကျတော့ invoice number ပေါ့ invoice number ကိုကျတော့ဒီ6ရှစ်လုံးများတော့8လုံးများ okay အကျန်းလေးအဖြစ်ကဒီမှာဆိုရင်အမှအခုနကဆိုရင်လည်း TKT ဆိုရင်လည်းအမြဲတမ်း TKT အကြီးဖြစ်ရမယ် FP ဆိုရင်လည်း FP ကအမြဲတမ်းအကြီးဖြစ်ရမယ် SIMV ဆိုလည်းအဲ့လိုမျိုးအကြီးအမြဲတမ်းဖြစ်ရမယ်ပြီးသွားအဲ့စကားလုံးတွေအမြဲတမ်းပါမယ်เนาะ rules ကအဲ့ဒါကိုပဲဟိုထင်ရတယ်ဟိုသူ့ရဲ့အဓိပ္ပာယ်ကပါလဲဆိုတာတော့ဟို rules ထဲမှာတော့ပြောပြစရာတော့မလိုဘူးကဲနောက်တစ်ခုက server ID ကတော့လူတိုင်းသိမယ်ထင်ပါတယ်ဟုတ်တော့အရှိကကဏ္ဍ9လုံးရှိမယ်ကဏ္ဍ9လုံးထဲမှာပါအနောက်ကနေ dash 3.3 dit ဆိုပြီးတော့လုပ်ပါမယ်ကဲ cycle ID cycle ID ကကြတော့ NOC ကလူတွေပဲကျွန်တော်တွေ့တယ်အခုတော့ operation ကလူတွေပါလဲမသိကဲဘယ်နေမှာပဲအပိတ်လိုက်ပါဆိုင်လုံးမှာတော့ဟိုပါမျိုးစားလိုက်ပေါ့နော် C1 လား C2 လားဟို OLD လားဆိုပြီးလို့ရှိရပေါ့နော်အဲ့ဒီမှာဟို C2 မှာဆိုလို့ရှိရင်အရှိက MTR ที่ကတော့သူ့ရဲ့ဟိုနန်းနာမည်ရော something အဲ့ကနာမည်ကို define လုပ်တာပေါ့နော် X ဆိုတဲ့နေရာမှာတော့တချို့နေရာမှာဟို F တုံးတာရှိရယ် friendly ကပို့လို့ပါလို့ဆိုလို့ရှိရင်တော့ F ကိုလုံးနေပေါ့နော်တခြားပို့ define လုပ်ထားလို့ဆိုလို့ရှိရင်တော့ X ကိုလုံးနေပေါ့နော်အဲ့နောက်မှာဟိုအောက်ဆန်နဲ့ဆင်းနေတယ်ဒီဝိုင်းဆိုရင်နောက်ဆုံးတော့ဆက်ရဲ့နောက်မှာတော့အမားတို့ကတောင်းရှိဖို့လုပ်နေဒီဝိုင်းနဲ့ဖြစ်ကလေးဝိုင်းနဲ့ဖြစ်ပေါ့အဲ့ဒီကိုလုပ်တယ်ပေါ့နောက်ဆုံးက E ဆိုရင် E04 ဆိုရင်ဟာကျတော့အမားတို့ဒီပုံကနေယူထားရတယ်ပေါ့နော်အမားတို့ဒီ fiber မှာဆိုလို့ရှိရင်ပုံက8ခုရှိရဲဆိုတော့ E to E ရှိတယ်ပေါ့အဲ့ဒီကမှတဲ့ပုံအောင်လာတယ်ဆိုတဲ့ definition ကိုယူထားတာပေါ့နော်အဲ့တော့တော့ဆို8ခုရှိရဲဆိုတော့ HD ပဲရှိတယ်ပေါ့ A ကနေ HD ပဲရှိတယ်ပေါ့ Okay အဲ့တော့ invoice နဲ့ပတ်သက်တဲ့ဟာကြတော့ main ရှင်းပြမယ် invoice ဆိုတာက
这个C1 ဟောကတ်ဆန်မှာအဲ့ကတ်ဆန်ဟွာက data validation ဟုတ်လား ကျွန်တော် service ID လေးရတယ်ကျွန်တော်ကြက် ဟော service ID ဟော okay service ID ကလွယ်ရှေ့ဆုံးကခဏ9လုံးရှိရမယ်ပြီးရင် dash တစ်ခုပါရမယ်နောက်ဆုံးခဏ3လုံးပြရမယ်ဒါဆိုပြီးပြီ အဲ့ဒါကိုကျွန်တော်လုပ်ရအောင် နော်အဲ့ဒါကိုခုနက custom formula ဆိုပြီးတော့ ChatGPT မေးတာရှိရလေအဲ့ဒါကိုတွေ့လိုက်လားမမီလိုက်ပါ okay အဲ့ဆိုရင်ChatGPT မမီလိုက်တဲ့လူတွေရှိတယ်ဆိုရင် ChatGPT ဖွင့်ကြည့် ဒီမှာရားနေထွက်လာပြီ okay အဲ့တော့အဲ့ဒီမှာအရှိကိုပြန်သွားပြီးတော့မှခဏနေနော်ရတယ် login လုပ်စရာမလိုအဲ့တော့ရေးရမှာခဏခိုင်းတာအဲ့တော့ဒီမှာဘာလုပ်ရမလဲဆိုရင်အဲ့တော့အခုက Google ရှိမှာ custom formula အသေးလေးရေးလိုက်ရတယ်ပေါ့နော် to match ခုနကအားပါတော့နဲ့3ည3နဲ့3လေးကအဲ့တော့အကြမ်းများအဖြစ်ဒီမှာ3နဲ့3 4လုံးဖြစ်ရဟုတ်တယ်နော်0စမ်းဖြစ်ရမယ်ဆိုပြီးတော့အဲ့မှာဝဲ3ည3တက်လေး3 is ခဏလုံး7 digit လို့ပြောတာအဲ့တော့ game မြန်မာလိုပဲရေးချင်တယ်ဆိုတော့ကိုယ့်ကိုမြန်မာလိုနဲ့ဒီနေ့တင်ရတဲ့ခဏလုံးဖြစ်ရမယ်ကျွန်တော်3ညတက်က3 digit ဆိုပြီးတော့ပြောလိုက်အဲ့မှာ စွန်းနေနေလေချိန်ကျွန်တော်ဝင်လာနောက်ကျတယ် ဟောဟာလားညာပြီးမှဟမ် တန်းလေးလေးလုံးတယ် အော်ဟိုကိစ္စမရှိဘူးအခုအဲ့ဒါကိုပြီးသွားရင် readjustment ဆိုတဲ့ဟာကိုကိုတစ်ချက်ပြီးပြန်ပြောပြပြီးသွားလားချက်ကြည့်ဒီမှာပေးလိုက်တာပဲဝယ်ပြီးတော့ဒီ formula ကိုထည့်လိုက်တာဟုတ်ပြီအဲ့လိုထည့်ပြီးဒီမှာပြီးဆိုရင်ပြားကိုရင်ဒီမှာကလည်းအပြီးနေရာမှာပြားအသေးဖြစ်သွားရင်ဟိုညီမတို့ကနေဆိုပြီးဒီလိုအနေရောင်လေးပြသွားအဲ့လိုဟုတ်တယ်ဟုတ်တယ်အဲ့ဒါဒီနေရာမှာကလည်းဒီလုံးရှင်းရမယ့်နေရာမှာညီမက5လုံးရဲလိုက်ပြီဆိုရင်ပြဒီလိုမျိုးညီမတို့ပြန်အဲ့လိုဟုတ်တယ်အဲ့လိုဖြစ်တာကဲအားလုံးရလားမသိကဲ ticket number ဟာကျွန်တော်ချက်တော့ online ပေါ်မှာချက်ကတော့ပြန်ရွယ်မတိန်နဲ့အဲ့ဒါ ticket number ဟုတ်တယ်နော်အဲ့တော့အကြမ်းမြင့်အားဖြင့်ကဒီမှာမတိန်ထည့်ထားတဲ့ဟာဆိုရင်ဒီဟာက A1 ရဲ့ Jan 25ခုနကကျွန်တော်တို့ရဲ့ဒီ January တော့ဘယ်လိုမျိုးဖမ်းလဲဆိုတော့ပေါ့နော် high level ကျွန်တော်ရှင်းပြပေးမယ်ဒီပုံမှာအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ A1 ဆိုတဲ့ cell ပေါ့နော်ခုနကပြောတဲ့ဥစ္စာမှာ A1 cell လားဘယ် cell လဲဆိုတဲ့ဟာဒီပုံမူတည်ပြီးတော့ A1 ဖြစ်မှာလား B1 ဖြစ်မှာလား C2 ဖြစ်မှာလားဒါတော့ဒီမှာပြင်ရမယ်ပြီးသွားရင်ဒီနောက်ဟာတွေကကြတော့ January ကနေ December ထဲကဟာပဲဖြစ်ရမယ်ဆိုပြီးတော့ဖမ်းတာဟုတ်နော်ချက်ချစ်ပြီးတည်းတော့အကုန်ဖမ်းမိတယ်အဲ့တော့ဆိုလိုချင်တာကအဲ့ထဲကနေစကလုံးတစ်ခုခုက A ကအကြီးဖြစ်သွားတာလို့ဘာလို့ဆိုရင်လည်းတို့ရမှာမဟုတ်နောက်ပြီးသွားတဲ့ခါကျရင်အနောက်မှာကဘာလဲဆိုတော့ဒီနှစ်ဆိုတဲ့ဟာဘာပြောရလဲဆိုတော့ digit နှလုံးကဏ္ဍနှလုံးကိုပြောတာအဲ့ကဏ္ဍနှလုံးကကျွန်တော်တို့ဒီမှာဆိုရင်ဘာပြောရလဲဆိုတော့ခုနကခုနှစ်ကိုပြောတာဟုတ်ပြီနော်ပြီးသွားတဲ့ခါကျတော့မှအနောက်မှာ dash လာမယ် A to Z ထဲမှာ3လုံးအကြီး3လုံးထည့်ရမယ်လို့သူကဒီမှာတော့ပါတယ်အော်ဒီဟာဆိုရင်အဲ့မှာဒီတစ်ခုကကြတော့ဗာပြဿနာလဲဆိုတော့ TKT ကိုမဖမ်းတော့သူက A ကနေ Z အထိအကုန်ဖမ်းတာ A ကနေ Z အထိဘယ်ဟာပဲဖြစ်ဖြစ်ရေးလို့ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ TKT ပဲဖမ်းနေတယ်ဆိုတော့ဒီတစ်ခုထည့်ရမယ်ဟုတ်နော်အဲ့တော့ TKT only ပဲထည့်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က ticket number နဲ့မှာ ABC ဆိုပြီးတော့မပါမှာမဟုတ်ဘူးအဲ့အတွက်လည်းကျွန်တော် TKT ပဲဖြစ်ဖို့အတွက်ဆိုရင်ဒီတစ်ခုကပုံမှန်
โอเคပြီးသွားတဲ့ခါကျတော့ဒီမှာ39နှစ်ဒါလည်းခက်ဆင်စင်ပဲဒီမှာလည်း39ကနေ68ဆိုတော့ဆိုလိုချင်တာ39နဲ့9ဆိုတဲ့ကဏ္ဍထဲမှာ6လုံးကအနည်းဆုံးဖြစ်ပြီးတော့10လုံးနဲ့ဆုံးရမယ်ဆိုပြီးတော့ဒါဒီ rules ကပြောတာအဲ့တော့အဖြေမှန်တဲ့ဟာဒီတရားမှန်ပါတယ် friend ဒီကဘယ်လိုလဲတော့မသိโอเคညလာတော့မသိအဲ့တော့6လုံးကအနည်းဆုံးဖြစ်ပြီးတော့10လုံးအများဆုံးဖြစ်ရမယ်ဆိုတဲ့ဟာ rules ပါမယ်အဲ့တော့ဒီမှာဆိုရင်9လုံးပဲဖြစ်နေတယ်ဒါလည်း9လုံးပဲဖြစ်နေတယ်ဆိုတော့ဒီအခြေကမှားတယ်ပေါ့နော်အဲ့တော့ဒီအမဲဒီတယောက်ဒီတစ်ခုကမှန်တယ်ကဲနောက်တစ်ခုပါပြီးတော့နံပါတ်1နဲ့9တော့ညညီမကိုဘယ်ကနေပေးရမလဲဆိုတော့ညီမဟိုမှာလည်းမရှိဘူးเนาะညီမရဟာဟုတ်တယ်ညီမဟိုမှာ sample data မှာဟိုရှိရမလားခုနဝင်ကြည့်နေရရှိတယ်မလားရှိရဆိုကိုညီမဟိုဝါလုပ်ပေးလိုက်တော့မနဲ့အဲ့ညီမဒီမှာရှိ4တန်းမှာကို့အဖြည့်ရေးပေးရှိလင်း assessor အကိုခုပြောင်းပေးလိုက်ပြီဘာဖြစ်လဲဟုတ်တယ်တရားမလို့ထည့်လိုက်တာဟိုA2 ကညီမထည့်လိုက်တာ Okay A2 မှာဟာဆိုရင်ချက်ပြန်ကြည့်မယ်ဆိုရင် FPG 2025-3.1ဆိုရဲဟာဆိုတော့နည်းနည်းတော့လွဲနေနေတယ်ညီမဘာလို့ဆိုတော့ကို reject math ကိုရေးတဲ့ခါကျရင်တော့ဒီလိုမျိုးတဲတော့မလားကိုချက်ကြည့်ပြီးဒီကိုမေးပြမှာနော်စီမံမဆုမဘယ်နဲ့ခုလောက်ရှိတယ်အဲ့ဒီဥစ္စာပီယိုနံပါတ်က၄ခုပဲရှိတာပေါ့ Okay အနည်းဆုံးအများဆုံးအောင်dash 1အမှန်တကယ်ဒီမှာထည့်ဆရာမလို့ဘာလို့ဆိုတော့အနောက်က၄လုံးရှေ့ဆုံး၄လုံးမှန်တယ်ဆိုရင်အနောက်ကရတယ်အဲ့လိုပုံစံOkay အဲ့တော့ maximum နဲ့၄လုံးပဲဖြစ်ရမယ် minimum နဲ့dash 1ကထည့်မလွယ်ဘူးအဲ့ဥစ္စာ validation ကတော့အမြဲတမ်းမှန်နိုင်တယ်ဆိုတော့ဟာ dash 1အမြဲတမ်းမပါနိုင်ဘူးလေမပါနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ထည့်လို့မရဘူး validation မှာ6လုံးနဲ့လုပ်လို့မရအဲ့တော့အကြမ်းမြင့်အဖြစ်ကအခုဆိုရင်
ဒီမှာဆိုရင်ခုနကကျွန်တော်ပြောနေတဲ့ဟာ online ကလူကြားမကြားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့မှာကဒီ PO ရဲ့ဥစ္စာရဲ့ logic ကဒီနံပါတ်၄လုံးကတော့အမြဲတမ်း၄လုံးပဲရှိရမယ်၄လုံးပဲရှိရမယ်ဒါပေမဲ့တစ်ခါတလေကြာရင် PO revise ပြန်လုပ်တဲ့အခါကျရင်နောက်မှာ dash 1ဆိုတဲ့ဟာပေါ်လာတယ်အဲ့တော့အဲ့ dash 1ဆိုတဲ့ဟာကဒါပေမဲ့အမြဲတမ်းရှိချင်မှရှိမှာမရှိနိုင်တစ်ခါတလေမှရှိမှာ revise ဆုံးမှရှိမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကvalidation rule လုပ်တဲ့အခါကျရင်အမြဲတမ်းမှန်နိုင်တယ်ဆိုတော့ဒီအရှိရဥစ္စာကိုပဲကာပါဖြစ်အောင်လုပ်ရဟုတ်တယ်နော်နောက်က dash 1ကအမြဲတမ်းမရှိနိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကထည့်စဉ်းစားစရာမလိုအဲ့လိုပုံစံမျိုးနဲ့စဉ်းစားရမယ်နော်အဲ့တော့ခုနကကျွန်တော်ရေးပုံရေးထားတဲ့အားကိုပြန်ပြောပြရမယ်ဆိုရင်ဒီ FP 2025 3.1.34ဆိုတဲ့ဟာကို FP ကအမြဲတမ်း capital ဖြစ်ရမယ်ပြီး2025ရေးရဖြစ်ရမယ်3.1အဲ့လိုမျိုးပုံစံမျိုးနဲ့ရေးပေးလိုက်တယ်၄လုံး1.34က maximum က4 full digit ကနန်း၄လုံးပဲဖြစ်ရမယ် maximum အများဆုံး၄လုံးဖြစ်ရမယ်အဲ့တော့အမေမဲ့ထပ်ပြီးတော့အနည်းဆုံးလည်း၄လုံးဖြစ်ရမယ်ဟုတ်အဲ့လိုမျိုးလားမဟုတ်ပါဘူးအနည်းဆုံးလည်း၄လုံးဖြစ်ရမယ်ဆိုရင်ကျွန်တော်ဟာလည်းခုနကမားနေသေးတယ်အဲ့တော့ဆိုလိုချင်တာကအနည်းဆုံးပဲဖြစ်ဖြစ်အများဆုံးပဲဖြစ်ဖြစ်အများနဲ့၄လုံးဖြစ်ရမယ်ဟုတ်တယ်နော်ဒါမှအဖြစ်မှန်ပါအဲ့တော့အဲ့ဒါဆိုရင်ဘာပြန်ပြင်ရမလဲဆိုတော့ဝယ်1.34မှာnumber where always အမြဲတမ်း၄လုံးဖြစ်ရမယ်ဆိုပြီးတော့ပုံစံမျိုးရေးရမှာအဲ့ဆိုရင်ဒီမှာ formula ကဒီလိုဖြစ်သွားပြီOkay. Ý ra xì làm này, xì nó xì to lại, tông ra cùm mình xem này. Ok, đó là khu á, invite number để cho tông này, điều này mình để online này. Hậu, chat đi mà đi chat out. Nhưng mà khu nào điều lấy mình đi hả? Bao giờ hả? Điều? Ipa. Nhưng mà em mà em đi đó à, chat thế mà cô khu nào ai reject mà rồi usa form nào đi. Nhưng mà lâu thả lại hả? Hello. Okay. ဟုတ်တယ် SIMV နဲ့စရမယ်ပြီးသွားရင်ညင်းဆောင် /d နှစ်ခုကဏ္ဍနှလုံးဖြစ်မယ်ပြီးသွားရင်နောက်ထပ်ကဏ္ဍနှလုံးပါမယ်ပြီးသွားရင်ကဏ္ဍ8လုံးနဲ့စုံထားတယ်ဆိုပြီးတော့ပါတယ်သဘောပေါက်လားမသိဟုတ်တော့အကြမ်းမြင်ကတော့နောက်ပိုင်းကျရင်ဖြည်းဖြည်းနဲ့ကျွမ်းလာနိုင်တယ်ဘာလို့လဲဆိုတော့အခုကဒီအရှိရဒီဘာလို့ခေါ်မလဲ cap လို့ခေါ်မှာပေါ့နော်အဲ့ဒါကဘာကိုပြောရလဲဆိုတော့တော့ဒါနဲ့စရမယ်လို့ပြောတာအဲ့တော့ SIMV ဆိုတဲ့စကားလုံးဖြစ်မယ်ပြီးငင်းဆောင်ကိုဖမ်းဖို့အတွက်ကအနောက်ကနေပြီးတော့ဒီနောက်ထပ်ငင်းဆောင်တစ်ခုနဲ့တော့ပြန်ပြရတာပေါ့နော်အဲ့တော့ဒီဟာကိုပြီးရင်နောက်က D ဆိုပြီးတော့ digit ဆိုတာကဏ္ဍနှလုံးဖြစ်မယ်ပြီးနောက်ထပ်ငင်းဆောင်ကိုပြန်ဖမ်းဖို့အတွက်ခုနကအဲ့ slash တစ်ခုနဲ့ပြန်ပြရတယ်ပြီးတော့ D နှစ်ခုရှိတယ်ပြီးရင် D ရှစ်လုံးဆိုပြီးတော့ဒေါ်လာဆိုင်လေးနဲ့ဒေါ်လာဆိုင်ဆိုတာဘာကိုပြောရလဲဆိုတော့ဒါနဲ့ဆုံးပါမယ်ဆိုပြီးတော့ပြောတာโอเคအဲ့တော့ဒါလည်းမှန်တယ်နောက်တစ်ယောက်ကညံသွားလိုက်မယ်နော်စာပဲ ID ကခုနကညီ9နဲ့ခွန်3ညဟုတ်တော့โอเค
စာပဲ ID ကလည်းအမှန်တကယ်တော့လွယ်လွယ်လေးပဲဒါအလွယ်ဆုံးပေါ့နော်အဲ့တော့ဆိုလိုချင်တာကကဏ္ဍက9လုံးရှိရမယ်ပြီးရင် dash ရှိရမယ်3.3.1ရှိရမယ်အဲ့တော့ဒီဟာကတော့အခုကျွန်တော်ပဲပြလိုက်မယ်တစ်ခါတည်းအဲ့တော့ခုနကဒီ ChatGPT ရဲ့နောက်တစ်ခုကပါလဲဆိုတော့အမြဲတမ်းဒီ Help Me Write App ဆိုတဲ့ဟာမျိုးရေးစရာလည်းမလိုဟုတ်ပါနော်နောက်ဘာလုပ်လို့ရလဲဆိုတော့အကယ်၍ဒီ topic တစ်ခုထဲမှာပဲသူနဲ့တောက်လျှောက်ဒီ data validation နဲ့ပတ်သက်ပြီးပြောနေတယ်ဆိုရင်အဲ့လိုမျိုး how about for ဆိုတဲ့စကားလုံးနဲ့တုံးလိုက်ရင်သူကအတိတ်ပဲနားလဲတယ်သူကဘာကိုခိုင်းနေတာလဲဆိုတာဟာဟုတ်တယ်နော်အမြဲတမ်း data validation လုပ်ပေးပါ custom formula ဘာညာဆိုတဲ့စကားလုံးအမြဲတမ်းသူကတစ်ခါပထမဆုံးတစ်ခေါက်ပြောလာပြီးသွားရင်သူကသိပြီးသွားတယ်ဒီချက်ထဲမှာအဲ့တော့ဒီတစ်ခုတင်းနဲ့3နဲ့5ကြောင့်ခွန်အတွက်ကို match လုပ်ချင်တယ်ဆိုရင်ဟောဆိုပြီးမေးလိုက်တယ်ဆိုရင်အဲ့တော့တွက်နေသူတစ်ခါလဲတန်းဖြေပြီးဟုတ်တော့အဲ့တင်းနဲ့3နဲ့5 6ခွန်က number 1 Alice 5 digits အဲ့တော့ဒီမှာဆိုရင်သူပြောရတာကအနည်းဆုံး9လုံးရှိရမယ်ဆိုတဲ့ဟာမျိုးပြောတယ်အဲ့တော့ဒီမှာဆိုရင်တော့လွယ်တယ်ဟုတ်တော့အမှန်တကယ်ကတင်းနဲ့3နဲ့5 6ခွန်ကအမြဲတမ်း customer ID ကကျွန်တော်တို့စီမှာအမြဲဆုံး9လုံးရှိရဟုတ်ပါနော်အဲ့တော့9လုံးရှိရမယ်ဆိုရင်ကျွန်တော်တို့ကတင်းနဲ့3နဲ့5 6ခွန်ကအမြဲတမ်း minimum 7ဖြစ်ရပါမယ်ဆိုပြီးတော့သူ့ကိုပြန်ပြောလိုက်တယ်ဆိုရင်သူကပြန်ပြင်ပေးတယ်အဲ့တော့အဖြေမှန်ကပါလဲဆိုရင်ဒီမှာ9လုံးနဲ့စရမယ် digit ကို9လုံးပြီးရင် dash ပြီးသွားရင်3လုံးနဲ့ဆုံးအောင် okay မြင်ရလားမသိအနောက်ကမမြင်ရအရှိကိုမတက်ရထွက်လာကြည့်လို့ရပါဟာ okay ကဲနောက်ထပ်တစ်ခုက44မိနစ်ဆိုတော့နည်းနည်းတော့အချိန်ကကဲ CA1 CA2 ညီမကိုခုနချက်ထဲကနေချက် join လာလားမ join လာဘူးမ join လာခုနကအကိုအဲ့ဟိုကနေပဲပို့ပေးတာရှိဟုတ်တယ်ဆင်းမက်တွေထဲမှာရှိ4ထဲမှာအောက်မှာပြင်နေကျုံးပြီးပဲပြင်နေတာ ဟမ် refresh လုပ်လိုက်ဒီမှာတော့တရားဟောလောက်ရိုက်နေထင်တာပို့ပြီးတော့ကောင်းတာမြင်တယ်ပြီးထားပါလေအကုန်လုံးကြလိုက်ရှိဖို့ညီမ B1 မှာလို့လိုက်မကောင်းရတယ် B1 B corner B မှာလို့ corner B မှာတရားမှမထိနေရလားသူ့တွေကဖြစ်ကောဘယ်ခုလဲရတယ်73 okay တော့73မှာဆိုရင်ညီမကဗာထည့်လိုက်ရဲဆိုတော့ဥပမာ A1 ကိုညီမကဒီမှာရွေးထားတာဟိုတွေ့လားအဲ့တော့ A1 ကဒီဟာနဲ့ match ဖြစ်လားဆိုပြီးတော့ညီမကဖမ်းတာဒီ formula နဲ့ရှင်းပြတာเนาะအဲ့တော့ A1 ဒီ formula ရဲ့ဥစ္စာပါလဲဆိုတော့ဒီအထဲမှာပါတဲ့ format နဲ့ A1 ဥစ္စာကမှန်လားဆိုပြီးပြောတာဒါပေမဲ့ A1 မှာတခြားကြောက်ထည့်ထားတာက OVF ပါညာဆိုပြီးထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်သူက false ဆိုပြီးတော့လာပြညီမရဲ့အဖြေကအဲ့တော့ညီမက
ကဲပြီးဒီ A1 မှာမဟုတ်ပဲနဲ့ညီမကခုနကကိုဘာကြောင့်ပြောနေလဲဆိုတော့73ဆိုပြောထားတယ်ဆိုရင်ဒီ formula မှာက reference ကသူကပြန်တောင်းတယ် reference ဆိုတော့ကိုလိုကဒီဘက်မှာကဘာမှ data မရှိနေ data မရှိနေတော့ညီမကိုပြန်တောင်းတာအဲ့တော့ဆိုလိုချင်တာခုနကညီမခုနကထည့်လိုက်တဲ့ CA1 ဘယ်လောက်လဲ CA2 နော်အဲ့တော့ CA2 ကိုလိုကနံပါတ်ဒီမှာထည့်ထားတယ်ဆိုပါစို့ပေါ့နော်ဟောတရားက A1 ပြန်လုပ်လိုက်အဲ့တော့ဒါ A12 ဆိုပြီးကိုလိုထားလိုက်မယ်ဆိုရင် false ဖြစ်နေတယ်လေညီမရဲ့ formula မှာA1 ပြန်ဖြစ်သွားတယ်ညီမ register လုပ်တာခဏနေရောနော် A12 ဆိုပြီးပြောင်းလိုက်ပါโอเคဒီမှာဆိုရင်ဒီက A1 ရဲ့ OVF ဟာကိုဖြည့်ပေးဟာဆိုတော့ဒီမှာဆိုရင်မှန်တယ်ဟုတ်တော့ true ဆိုပြီးတော့လာပြတယ်သူကဘာလဲဆိုတော့ OVF နဲ့စရမယ် A to Z ဒါမှမဟုတ်3ညနဲ့ကိုအဲ့ဒီထဲကနေပြီးတော့10လုံးရှိရမယ်အဲ့ဒီ10လုံးဖြစ်ပြီးတော့မှ dash နဲ့ A to Z နဲ့ပြန်ဆုံးပြီးတော့မှအနောက်ကနေကဏ္ဍနှလုံးနဲ့ဆုံးရမယ်ဆိုပြီးတော့ထည့်ထားတယ်အဲ့တော့ဒီဆိုလိုချင်တာကဒီမှာ OVF နဲ့စရမယ်ဒီအလယ်ကဟာ10လုံးရှိတယ်ပြီးသွားရင်မှာ dash နဲ့ပြီးရင် A to Z ဆိုတာဒီရှေ့က G ကိုပြောတာပြီးသွားရင်အနောက်မှာကဏ္ဍနှလုံးနဲ့ဆုံးတယ်အဲ့တော့ဒီဟာခုနကဟိုဒီ form A ဆိုရင်တော့ဟိုဟာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခုနကမက် A မြတ်ကိုပြောသွားတဲ့အထဲမှာဆိုရင်ဒီ structure ကသူကဘယ်လိုမျိုးလဲဆိုတော့ဒီရှေ့ကဟာအများနဲ့ကဏ္ဍမဟုတ်ဘူးစာရေးတာဖြစ်မယ် A to Z ကဟုတ်တယ်ဒါပေမဲ့ဒီ F ရှိနိုင်တယ်ဒီမှာဘာရှိနိုင်လဲဆိုတော့ X ရှိနိုင်တယ်ဟုတ်တော့နှစ်မျိုးပဲရှိနိုင်တယ်အဲ့တော့ဒီဟာကိုအကူကနောက်ထပ်ခုနက formula ညီမဟာမှန်တယ်ဒါ general အဖြစ်ကတော့ဒါပေမဲ့ထပ်ပြီးတော့ဒီ day ထပ်ပြီးတော့လုပ်ချင်တယ်ဆိုရင်ခုနကဒီ F don't ဟုတ် X ပဲရှိရမယ်ဆိုပြီးတော့ဒါ ChatGPT ကိုထပ်တော့ပြောပြီးသွားတဲ့အခါကျရင်ဒီ3လုံးမြောက်က4လုံးမြောက်ကဟာက F don't ဟုတ် X ပဲဖြစ်ရမယ်ဆိုတဲ့ဟာမျိုးပြောလိုက်တယ်ဆိုရင်သူကလည်းထပ်ပြီးတော့ group ကိုမှန်အောင်ရေးလို့ရတယ်ဟုတ်ပြီနော်ကိုယ်အချိန်တိတ်မရှိတော့ဆိုတော့ကိုနောက်ထပ် slide ကိုမြန်သွားလိုက် Okay အဲ့တော့ကဲနောက်တစ်ခုကြတော့ကိုကဒါကတော့လွယ်ပါတယ်မြန်ပါပါအဲ့တော့ data validation တွေအကြောင်းမပြောတော့ခုကဘာအကြောင်းလဲဆိုတော့ခုနကပထမဆုံးကိုလုပ်ခဲ့တဲ့ဒီ data လေးမှာ message ဖြစ်နေတဲ့ဟာလေးအဲ့ဒါတွေကဘာတွေရှိနေလဲဆိုတာကိုလို့သွားမယ်ပေါ့နော်အဲ့တော့ data set ကခုနက get alpha data တွေကကို sample data ပဲအဲ့ sample data နဲ့မှာ activity 2 3ဆိုတဲ့ရှိတယ်ဟုတ်နော်အဲ့ရှိတွေကိုကိုသွားကြည့်ကြမလားကဲဒီဟာမှာဆိုရင်အဲ့နော်ပြန်ပိတ်လိုက်ပါကဲဒီဟာမှာဆိုရင်ကိုတို့ဘာ issue တွေတွေ့တယ်ဆက်ဆက်ပါတော့မှာပေါ့ဆုံးခွင့်ပါနေတိုင်းလည်းမနိုင်ဘူးလုံးလည်းမနိုင်ဘူးလုံးလည်းမနိုင်ရဲ့အေးဟုတ်ပါတော့အဲ့မှာဘာလေးပါနေလဲဆိုတော့အရင်ဆုံး row column တစ်ခုချင်းစီသွားကြည့်ကြတာပေါ့ column အဲ့ဒါမှာ position column 1မှာ column A မှာပြဿနာရှိတာ order ID မှာမရှိဘူးเนาะ okay customer column B မှာကဘာတွေ့လဲပေးနေလိုက်တွေ့ဒီစစ်မှာရှေ့ဆုံးကအသေးဖြစ်နေအဲ့တော့ John Doe ပေါ့နော် John Doe ကိုကြည့်မယ်ဆိုရင်အဲ့မှာက duplicate ဆိုတာထဲသူက order ကဟုတ်တယ် order date ကတော့မတူဘူးဖြစ်တဲ့အတွက်ကြောင့် duplicate တယ်လို့တော့ပြောလို့တော့မရဘူးပေါ့နော်ကျန်တဲ့ဟာတော့များတော့တူတယ်ဒါပေမဲ့ data မားထည့်တာလည်းဖြစ်ကောင်းဖြစ်နိုင်
ဟုတ်တော့ဘာလို့ဆိုတော့အကုန်လုံးကမှာ quantity ကမှာ unit price က1200ဒါကတော့ price ကတော့တူလာမှန်တယ်ဒါပေမဲ့ပြန်သွားမယ်เนาะပြီးတော့မှ okay အဲ့တော့ဒီမှာနောက်တစ်ခုကဘာလဲဆိုတော့ကောမှာ customer နာမည်မပါတဲ့ဟာပါနေတယ်ပြီးရင် Robert Chan ဆိုတဲ့ဥစ္စာမှာအရှိကနေကုတ်သဘောမျိုးနဲ့ဟာလေးပါနေတယ်ပေါ့เนาะအဲ့ဒါတွေကအထည့်တင်တဲ့ဟာလေးနောက်တစ်ခုကကဲအဲ့ဆိုရင် column C အမောင်းရှိလာပဲမကျော်နေတာစနေကတော့ခုခေတ်မှာတော့ဟုတ်တယ်ဒီမှာတော့ဟိုဟာမားတယ်လို့တော့ယူဆလို့တော့မရအောင်ပေါ့เนาะဒါ product ရဲ့ဟို list အရာဆိုရင်ပုံမှန်အဖြစ်ဆိုရင်တော့ဖြစ်တဲ့ဟာဒါမှာ monitor ဒီ SSD ဆိုရင် SSD တခုပဲပေါ့เนาะ1 TB ရောပါလို့ညာလို့ကမပါဘူးဟိုဒါကတော့ခုနကကျွန်တော်တို့ရဲ့ဒီ drop down ရဲ့ range ရဲ့ list ထဲမှာထည့်ထားတယ်ဒီ product တွေကပို့ပြီးတော့ unit ဖြစ်ဟိုထည့်လို့ပိုကောင်းတာပေါ့เนาะ data validation နဲ့လုပ်တဲ့ဒါပေမဲ့ဒီမှာအခုကနည်းနည်းဟိုခံမှန်းခက်တယ်ဆိုတော့ကဲ quantity ကိုပဲကျွန်တော်ကြည့်လိုက်မယ်เนาะနောက် column မှာဆိုရင်ဒါဆိုတိတာပါ5ဆိုပြီးတော့เนาะမြန်မာလိုဟိုမှာအင်္ဂလိပ်လိုစာနဲ့ရေးထားတာရှိနေတယ်unit price မှာဆိုရင်ရောဒေါ်လာဆိုင်မှာပါတာရှိတယ်ဒေါ်လာဆိုင်ပါတာရှိတယ်မပါတာရှိတယ်digit လေးရောအဆုံးပဲပေါ့နော် okay နောက်အဲ့တော့နောက်တစ်ခုဒီမှာကြတော့ percentage ပြရအနေအဲ့တော့ percentage ပါတာနဲ့မပါတာတော်တော်လေးဟိုဟာဖြစ်တယ်နော်အဓိပ္ပာယ်လွဲတယ်နော်ဘာလို့ဆိုတော့ percentage ပါလိုက်ပြီဆိုရင်သူက100နဲ့စားလာတဲ့ဟာနဲ့အဲ့တော့ percentage မပါဘူးဆိုရင်100နဲ့မစားလာတဲ့ပုံစံမျိုး5ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့အဲ့ဒီဟာတွေအားလုံးကလည်းဒါပြဿနာပဲအဲ့တော့နောက်ပြီး NA ဆိုတာမရှိတဲ့နောက်ဆုံးတစ်ခုက NA မရှိပဲဘာဖြစ်တယ်လဲဒီနေရာမှာ0ဖြစ် percentage ဟုတ်တယ်နော်အဲ့တော့0ဖြစ်ရမယ် discount မရှိရင်မရှိလို့ပဲ 0% အနေနဲ့ပဲထားတယ် NA ကတော့မရှိတဲ့ပြီးရင် order date ဒီမှာခုနကမက်လွင်ချုပ်ပြောသွားတယ်လို့ပဲတလွဲလေးဗာလိမန်လဲတော့မသိဘူးစုံနေရအဲ့တော့ဒီအားလုံးကို format တစ်ခုတည်းတူအောင်ပြန်ထားမှာအဲ့တော့ဒီ format ကခုနကဟိုဒီမှာတော့ practice လုပ်တာအကောင်းဆုံးကတော့ဖြစ်နိုင် year man date နဲ့သွားမှာပြီးရင်ဒီမှာလည်းအတူတူပဲ region မှာဆိုရင်လည်း north ရယ် south ရယ် east ရယ်ဒီဟာလေးကိုပြန်ပြီးတော့ fix လုပ်ရမှာပေါ့နော်အဲ့တော့ okay အဲ့တော့နောက်တစ်ခုထပ်သွားမယ်နော်ခါလဲကဲဒီမှာဘာလဲတွေ့တယ်နိုင်ချေဦးနဲ့နိုင်ချေ ID နေရာမှာဟုတ်လား ID နေရာမှာဆိုရင်ရှေ့ကနေပြီးဒီဟိုလာမျိုး hash key အဲ hash key တွေကအမှန်ကန်မရှိရအောင်ဟုတ်တယ်နော်ပြီးရင်ဒီမှာ customer name မှာတရုတ်စာတွေပါလာဒီမှာဆိုရင်တော့မြန်မာလိုတွေရေးရတာပေါ့နော် ERP မှာအဲ့တော့အဲ့ဒီဟာတွေကပြဿနာပဲအမှန်တကယ်ကတော့ဘာလို့လဲဆိုတော့မြန်မာလိုရေးတဲ့ဟာလည်းဟိုမကောင်းဘူးပေါ့နော်အင်္ဂလိပ်စာအားနဲ့ဆိုရင်အကောင်လုံးအင်္ဂလိပ်စကား ERP မှာဆိုရင်လည်းဖြစ်တင်တာအဲ့လိုမျိုးပို့ပြီးတော့ data analysis အတမားအတွက်ကပို့ပြီးအဆင်ပြေတယ်တရုတ်လိုတွေပါသွားတဲ့ခါကျရင်ကျွန်တော်တို့ကဒီခုန sort လုပ်တဲ့ဟာပဲဖြစ်ဖြစ် default ဆွဲတဲ့အခါမှာဆိုအဲ့မှာပြဿနာတော့များတယ်အဲ့တော့ဖြစ်နိုင်ရင်တော့ဒီအင်္ဂလိပ်ဆိုရင်အင်္ဂလိပ်စကားကြီးပဲဖြစ်အောင်တော့ရေးရမှာပေါ့နော်အခုဒီမှာဆိုရင်လည်းဗာပြဿနာရှိလဲဆိုတော့ John Doe မှာဆိုရင်ခုနပြောသလိုမျိုး VIP ဆိုပြီးတော့အနောက်မှာပါနေတော့ VIP ကတော့ VIP တကယ်နာပေမဲ့နာမည်ကနာမည်ပဲပေါ့အဲ့တော့အဲ့လာနေအားလုံးကလည်းတစ်ခုဖြစ်ရမယ်ပြီးမှ Robert နောက်မှာ The Boss ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ပါနေရပေါ့အဲ့လိုမျိုးတွေကမန်ငန်းမဖြစ်တဲ့အဲ့တော့နာမည်ဆိုနာမည် only ပဲဖြစ်တယ်တခြား remark တဘောမျိုးပြင်ဖြစ်တဲ့ဟာတွေကဒီမှာမရှိတဲ့ Okay product မှာဆိုရင်product မှာဆိုလည်းထုံးစံအတိုင်းပဲဒီအောက်မှာတရားဘာကိုပြောရလဲဆိုတော့တရုတ်လို mouse ကိုပြောတာ mouse ကဒီမှာငါ mouse ဆိုရင် mouse တစ်ခုဖြစ်ရမယ်ပြီးသွားရင် laptop ဆိုရင်လည်း laptop only ပဲဖြစ်တယ်ဟုတ်တယ်နော် keyboard ဆိုလည်း keyboard ပဲ monitor ဆိုလည်း monitor တစ်ခုပဲသူကအရှိမအနောက်က24ဟို24လက်မတို့ပြီး wireless mouse လားဘာ mouse လဲအဲ့လိုမျိုးပုံစံမျိုးတွေအကုန်လုံးအဲ့လိုမျိုးရှောက်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ data consistent မဖြစ်တော့ထုံနည်း၎င်းမယ် quantity ကခုန5အတိုင်းပဲဟောဒီမှာဆိုရင်ငါပြဿနာတစ်ခုဟုတ်ပြီနော်ဒေါ်လာဆိုင်မှာပြီးဒေါ်လာမှာခုနကကြာကြက်နေကျွန်တော်ပြရတယ်ဒီမှာတော့ယန်နေပါလာအဲ့လိုမျိုးပေါ့ဟုတ်ပြီနော်ပြီးတော့ဒီပေါ်ကအခါပါလေကော်မာလောလောပေါ်က apostrophe လေးနဲ့
apostrophe လေးနဲ့ဆိုတဲ့ခါကျတော့ exam မှာဆိုရင်တိတာတာကကနန်းနဲ့စာနဲ့ဆိုရင်သူကစာဆိုရင်ဘယ်ဘက်ကိုကတ်ဟုတ်တယ်နော်အဲ့တော့အရှိကိုဘယ်ဘက်ကိုကတ်ပြနေဆိုတော့ဒီဆိုင်တစ်ခုကိုလွှဲနေအဲ့တော့ဒီဟာကိုပြင်ကျင်နေဆိုရင်ဥမာဒါလေးကိုဖြတ်လိုက်တယ်ဆိုရင် auto ညာဘက်ကတ်သွားတယ်အဲ့တော့ဆိုလိုချင်တာဒါနံပါတ်ဖြစ်သွားတယ်အဲ့လိုမျိုး format တွေလည်းဒါငယ်နောက်ပိုင်း join လာတဲ့အခါကျရင်တော့သိလာမှာပေါ့နော်ထိုနည်းလည်းကောင်းမယ်ဒီမှာ discount ဒီမှာပါတွေ့အဲ့တော့ ending ရှိတယ်ခုနက 0% ဆို 0.05 0.1 လို့ consistent မဖြစ်တဲ့ဟာနောက်ပြီးတော့ discount မှာ120ရာခိုင်နှုန်းဆိုတာမရှိဘူးဟုတ်တော့ discount ဆို discount 120ရာခိုင်နှုန်းပေးလိုက်ရင်ဘာမှမရှိတော့ဘူးအဲ့တော့အဲ့လိုမျိုးလွယ်ပြီးတော့မားထည့်တဲ့ဟာတွေလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါတွေကဒီ data validation rule ကဒီမှာအသုံးဝင်လိုက်ဆိုလိုချင်တာကဒီအားလုံးကဘာတဲ့ဖြစ်ရမယ်တစ်ထက်နေရဟုတ်တော့ discount percentage အားလုံးကအဲ့တော့ validation rule ထည့်ရတယ်ဆိုရင်ဒီခါထည့်ပြလိုက်မယ်နော်အဲ့တော့ဒီထဲမှာ data validation ကိုတွားပြီးတော့အဲ့ rule နေနဲ့ပြီးသွားရင် less than or equal to less than နဲ့ပဲ less than ပဲထားပါတော့ 100% တော့ကျွန်တော်တို့ကမပေးဘူးပေါ့အဲ့လိုမျိုးထည့်လိုက်တယ်ဆိုရင်ဒီမှာထွက်လာဟုတ်ပါတော့တစ်ထက်အမြင်နဲ့နေရမယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်ကိုကဘယ်လောက် percent discount ပဲပေးမှာလဲမှာ 50% discount ပဲတော့ပို့လို့မရဘူးလို့ပါလို့ဆိုရင် 0.5 ပေါ့အဲ့လိုပုံစံမျိုးကိုယ့်နဲ့ကို rule တွေတက်မှတ်ပြီးတော့ထည့်ရအောင်ပြီးသွားရင် order date အနေနဲ့ရတယ်ခုနကလိုမျိုးအဲဆိုပါလေလဲတော့မသိဘူးဟုတ်ပါနော်အဲ့တော့ date မှာကခုနမလွင်ပြောသွားတဲ့ဥစ္စာကကောင်းတယ်ဘာလို့ဆိုတော့ဒီ date မှာကဖြစ်တဲ့ပြဿနာအများဆုံးပဲအဲ့တော့ date တွေကိုခုနလနဲ့ရက်နဲ့ကိုရှေ့နောက်ပြောင်းပြန်လို့အမြဲတမ်းခဏခဏရေးကြအဲ့တော့ရေးရခါကျရင်ကိုတစ်ခါကျရင်ကျွန်တော်တို့လည်းမသိနိုင်အောင်ပါ130ဒီတစ်ခုဆိုရင်10လပိုင်း1ရက်နေလားတလပိုင်း10ရက်နေလားအဲ့ဒါမသိဘူးဟုတ်တော့ဖြစ်နိုင်ရင်တော့ဒီလိုမျိုး format ကိုပြောင်းလိုက်ရင်တော့အကောင်းဆုံးပဲအဲ့ဆိုရင်ဘယ်တစ်ခုကဘာအောင်ပြောတာလဲဆိုတဲ့ဟာပုံမြင်ရတယ်ဒါမှမဟုတ်လေကိုက date ကိုဖြစ်နိုင်ရင်ဒီဘေးနားမှာဝင်စားငွေပိန်းနဲ့ format ကိုတစ်ခါလေးရေးပေးလိုက်ဆိုတော့ကျွန်တော်ကဥပမာကျွန်တော်တို့ဒီဟာကိုကဲပြီးဒီ format နဲ့ပဲဖြစ်ရမယ်ဆိုရင်လည်းဒီ format နဲ့ပဲရေးပေါ့နော်အဲ့ဆိုရင်ပိုရှင်းဟုတ်လားနောက်ပြီးတော့ region မှာဆိုလဲဒါမျိုးကမှားနေတဲ့ဟာပေါ့0နဲ့ဆောက်ပြီး Asia တွေရောအဲ့တော့ဒီဟာတွေဖြစ်နိုင်ရင်မလုပ်ရမလဲဆိုတော့ခုနကကျွန်တော်တို့ data validation မှာ drop down ရဲ့ menu နဲ့ range တဲ့ဟာနဲ့အဲ့လိုမျိုးလောက်ထားရင်ပိုကောင်းတယ်ပေါ့နော်ဒါ notes ကတော့ notes တက်ဆိုတော့ဒါကတော့ထားလိုက်ပါတော့ okay ကဲဒီအထိဘာမှမေးစရာမရှိမယ်လို့တော့မထင်ဘူးရှိသေးလားမရှိဘူးဆိုရင်တော့ကျွန်တော်နောက်ပတ်ကြမှာပဲနောက်ထပ်အခြားဟာတွေကိုဆက်သွားမယ်ပေါ့နော် table format ရှိမယ်formula တွေရှိမယ်နောက်ပတ်ထဲမှာ formula တွေကကြတော့ဖြစ်နိုင်ရင်တော့ internet ကောင်းအောင်တော့ကျွန်တော်တို့ကတော့နည်းနည်းလောက်အောင်ပါအဲ့တော့ formula ကကျွန်တော်ပြောမယ့်ဟာလေးက import range တို့ count if တို့ send if တို့ index match တို့ percentile တို့ filter လို့ပေါ့နော်အဲ့တော့အကြမ်းမြင် sample အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်အမီးပေါ့နော်အဲ့တော့အကြမ်းမြင်အားဖြင့်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး ticket report တွေဆွဲထုတ်တဲ့အချိန်မှာဒီ date တွေပေါ်မူတည်ပြီးတော့မှ fiber internet က percentage အနေနဲ့ဘယ်လောက်နဲ့ဆိုတဲ့ဒီ formula အားလုံးကိုလုပ်လို့ရတယ်ဆိုတော့ကျွန်တော်ကခုဆိုကျွန်တော်လုပ်ပြတဲ့အထက်မှာ4ရက်ကနေပြီးတော့1ရက်ကနေ3ရက်နေကြားထဲမှာဖြစ်တဲ့ဟာတွေမှာကျွန်တော်တို့အောက်မှာ1ရက်ကနေပြီးတော့1ရက်စာကိုပဲလိုချင်တယ်ဆိုရင်အောက်မှာ auto ပြောင်းသွားတဲ့ဟာမျိုးဒါမှမဟုတ်ရင်9ရက်နေ့ထိလိုချင်တယ်ဆိုရင်ဘယ်လိုမျိုးဖြစ်မလဲအဲ့ဒီဟာမျိုးတွေအားလုံးကို formula တွေနဲ့လုပ်လို့ရတယ်ဒါပေမဲ့အဲ့လို formula တွေလုပ်ဖို့ကကြတော့ခုနကကျွန်တော်တို့စီမှာဒီလိုမျိုး raw data set တစ်ခုရှိရမယ်အဲ့ဒီ data set တွေကခုနကပြောတဲ့ဒီနံပါတ်တွေဆိုရင်လည်းမှန်အကုန်လုံး consistently မှန်တယ်မှာခုနကဒီ formula တွေအလုပ်လုပ်မှာအဲ့တော့ဒီနေ့ session ကဘာအဓိကထားပြီးပြောရလဲဆိုတော့ခုနက data တွေမှန်ဖို့အတွက်ဒီ formula တွေလုပ်ဖို့အတွက်ဒီ data တွေကမှန်ဖို့အရေးကြီးတယ်ဆိုတော့ဥစ္စာကို highlight ထားပြီးပြောတာပေါ့နော်အဲ့တော့ခုနောက်ပိုင်းကျရင်တော့ကျွန်တော်ဒီဟာတွေဘယ်လိုလုပ်လဲဆိုတော့ formula တွေနဲ့ရှင်းပြပေးမယ် Okay ကျေးဇူးပါ